MM Literary Garden Channel ကိုစောင့်မျှော်နှားစရာပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးသွားမှာကတော့စာရေးဆရာမမမွန်ရရေးသားထားတဲ့မြန်မာပြည်မှာနေကြသည်ဆိုတဲ့ဇာတ်လမ်းလေးရဲ့ဒုတိယပိုင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မိုးကျော်ကလက်ဆေးပြီးဆေးပွန်းလေးတစ်လိပ်ကိုယူလို့မိဖို့တွေဝင်ပြီးမင်းကြီးတယ်။လာလေးစိန်ကပကံထိုင်စီးတယ်။သူ့ကိုလှည့်မကြည့်ဘူး။လာလေးစိန်ကမိုးကျော်ပေါ်မှာဆိုရင်အနိုင်ယူခြင်းနေ။လာလေးစိန်မှာမိဘမရှိဘူး။သူ့တဝက်တစ်ခါကိုသူ့ဘာသာရှာစားနေသူပါ။ဒါအပြင်သူခိုလုံရတဲ့ဦးလေးဖြစ်သူထံမှလည်းမျက်နှာကောင်းရဝိုင်းဝန်းကူညီရသည်။ထမင်းဆိုင်မှာလူကြရင်တော့သူ့ဆိုင်အောင်ပြစ်ပြီးအပြေးလာကူရတယ်။လူမမဟုတ်ရင်လည်းဦးလေးရဲ့မိမကတပြားတစ်ချက်မှမပတ်မိုးရဘဲနဲ့မကြည့်ပြခြင်းသေးဘူး။လာလေးစိန်ဖို့အရှိတ်ခွန်များအတွက်တောင်ကျေးဇူးတော်နန္ဒာတင်ရှိနေရတယ်။ဒါကြောင့်လည်းမိုးကျော်ကလူကြီးတွေကလူငယ်တွေပေါ်ညှတာမှုမရှိလို့ထင်မိပြန်နေ။လာလေးစိန်ပေါ်မှာလေဘဝကိုရုံးကန်ရင်ဆိုင်ဝန်းသူလူငယ်ရဲဘော်တို့အပြည့်လေးစားချစ်ကြည်မိတယ်။ပကံနေအများကြီးပါလား။ငါကူးဆေးပြရမလား။မိုးကျော်ကလာလေးစိန်နားမှာစောင့်ကြောက်ထိုင်ရင်းနဲ့လေးပြေထိုးလိုက်တယ်။သွားပါ။လာလေးစိန်ရဲ့ပထမဆုံးသောစကားဘလို့သွားမှလဲ။မှောင်နေမှမနဲ့ကြမှာသွားရမှာ။မိုးကျော်ကမတိတတိစားတယ်။သွားဖို့ကို့ကရှိသားပဲကားထဲမှာသွားနေဖို့တိတ်ချမ်းနေစောင်းလည်းမပါဘူး။မိဖို့နာမှာအိပ်ရရင်တော့ကောင်းမလားဟွန်းတော်အကျဲကိုမကြောက်ရင်အိပ်ပေါ့လှလေးစိန်ရဲ့တော်ဆိုလိုခြင်းမှာသူ့တော်ကဧည့်သည်တွေလာတိုင်းမိုးကျော်ကသူ့တမီဆိုင်ခေါ်လာလေးရှိတော့မိုးကျော်ကိုကြည့်ပြီးတယ်စောင်းလေးပါလိရှင်ပေးပါဦးဟာဟွန်းမပေးနိုင်ပါဘူးကို့ဘာသာပစိုးချုံပြီးကိုယ့်ပေါ့တကယ်ပဲရက်ဆက်တော့မှာလားမတနာပါဘူးအမြင်ကက်တယ်ဘာဖြစ်လို့လဲဟာဟွန်းမပြောချင်ပါဘူးလှလေးစိန်ကစေပြီးသားပကံတွေကိုစင်ပေါ်မှာတေးသက်သက်သွားထက်တယ်ဧည့်သည်ကိုလည်းဆဲဆပြူပြီးပင်မနေဟာနေငါ့ကိုစကားကောင်းကောင်းမပြောရင်ငါသွားရတော့မယ်မနှက်ကြရင်လည်းစောစောထားပြီးဧည့်သည်တွေကိုတောင်ပေါ်လိုက်ဖို့ရအောင်မယ်ဟွန်းသိပါတယ်လာလေးစိန်ကျွဲမိတူတဲ့အဖြစ်ကိုတော့မိုးကျော်ရှင်းမြင်လိုက်တယ်ဘာသိရလဲပေါ်တာမှာအင်းပေါ်လီတို့ကတော့ပေါ်တာမှာပေါ့သူ့ကားပေါ်ပါလာတဲ့ကောင်မလေးကတော့ကြွေရုပ်လေးဆိုတော့ထမင်းတော်မစားနိုင်ပဲငေးနေလိုက်တာတကယ်မျက်စိကိုကြွကြမတက်ပဲဒီကောင်မအထက်ကနေလှမ်းကြည့်နေမြင်ပါရဲ့တော်စမ်းမှာဟာမစီမဆိုင်နေပြောမနေစမ်းပါနဲ့အိမ်မှာအဖိုးကြီးနဲ့ကောလာလို့စိတ်ညစ်ရတယ်တဲ့လှလေးစိန်ရှန်တွေးရက်သွားတယ်မိုးကြော်ရဲ့ဘွားကိုသူနားလေစားနာတယ်လှလေးစိန်ကရွှေစဲကြိုးကြီးလေဘေးမှဆွဲလို့သူ့ကိုဖေမောက်ကောင်မို့စကားပြောတတ်တဲ့ဟီနိုကာသမားကိုမြတ်မောင်တက်ဆိုင်မိုးကြော်ကခင်မင်းနှစ်လို့တယ်နင်ကလေလူကြီးနေပဲရန်ဖြစ်နေကိုမိဘနဲ့နေရတာကောင်းပါလေဟာလှလေးစိန်ကမိဘငတ်သူပြီးတွေးဆဆပြောလိုက်တယ်လေတန်းကလေပျော့ပြောင်းသွားတယ်မိုးကျော်ကိုခါတိုင်းလိုပဲဝိုင်းဆက်ပြိုးကျတဲ့မျက်လုံးနဲ့စွစွရရကြည့်တယ်။အေးလေကောင်းပါလေငါကလည်းမကောင်းဘူးလို့မပြောပါဘူး။မိုးကျော်ကဆင်းလေးကိုဖွာရင်းနဲ့နေရာထားတယ်။နေမနဲ့ပြန်တောင်မလိုက်အောင်မလား။နောက်ကလိုက်တက်ခင်မယ်လေ။နေဟိုကောင်မလေးကိုငမ်းမနေနဲ့နော်။နေတော့မလှပါဘူးဟာ။နေရမှလေမျက်လုံးလေးကလည်းပြူအသားလေးကလည်းမဲဆိုတော့နေနော်။လာလေးစိန်ကသူ့ကိုအသားမဲလို့ပြောရင်နည်းနည်းလေးမှမကြိုက်ဘူး။မိုးကျော်ကလှလေးစိန်ရဲ့ခေါင်းကိုပုတ်ပြီးဆိုင်ထဲကပြန်ထွက်ခဲ့တယ်။လှလေးစိန်နှကန်းစုပြီးကြံရည်တယ်။အပြင်မှာလေတူတူတိုက်လျက်ရှိတယ်။ညမောင်ထဲမှာလေတိုက်တန်ကပုံမိုကျေလောင်လာပြီးတောတောင်ရေမြေရဲ့နှဆိုင်မှုကပုံမိုပေါ်လည်လာတယ်။ခန္ဓာကိုယ်တော်မှာလေနဲ့အတူရင်းပါတော့မလို့ရှိတယ်။မိုးကျော်ကလက်ကိုတင်းတင်းပိုက်ပြီးသူ့ကန်ရှိရရှောက်လာခဲ့တယ်။ပင်မန်းလိုအိတ်ချင်လာပြီဆိုတော့ကားထဲဝင်ပြီးပစိုးကိုတင်းတင်းချုပ်ပြီးအိတ်ဖို့ပြင်းနေမျက်စိမင်းလိုက်စင်းမှပဲကားတကောက်လာခောက်တန်ကြားရတယ်သူလေကျင်းလိုက်တော့လှလေးစိန်ဟာကားတကောက်ကိုဆွဲဖွင့်ပြီးစောင်းတဲ့ကိုသူ့စီကိုပြစ်ချပေးလိုက်တယ်ကျင်းမြောင်းမဆောက်တဲ့လေကတိတ်တွေကိုတတိနဲ့ဖြည်းဖြည်းချင်းလှည့်တက်ခဲ့ရတယ်လေရတခုမြည်တန်ကိုပြုလို့အချိန်ပြင်းစွာတိုက်ခတ်လျက်ရှိတယ်နည်းနည်းစောစောတက်မယ်လို့စီစဉ်ထားတော့လေအင်းလုံးလို့မထနိုင်ကြဘူး9နာရီကျော်မှနေလေးနဲ့ငယ်ပွင့်လာတယ်ရေကိုတိုင်းဆိုရင်ငကောကတွက်ဆထားတဲ့အတိုင်း10နာရီမှတောင်းကိုပြန်ဆင်းဖို့ဖြစ်နိုင်တော့အဖေနဲ့တော့ပြဿနာဖြစ်ရကြအောင်တော့မေမြောက်တရစူညံစွာအော်အိတ်ခုံပေါင်းလို့အစာတောင်းရင်ဘေးကနေလိုက်ပါလာကြတယ်တပြေးပြေးအမြင့်ရောက်လာတဲ့အမျှတောင်းကအရာဝတ္ထုတွေကတင်းငယ်ပြောင်းဝဲလို့ကြံခဲ့ကြတယ်တောင်ကိုမြုံမုံနဲ့အော်ဆိုင်လေးရရှိတော့အဝေးရမြင်ခွဲနေရမှုံဝါးကွယ်ပြောင်းလေးရရှိတယ်တောင်ဆယ်တောင်ထွေးရဲ့ရေးတရံနေရမြူရီချောင်းမှရေးရေးထင်လို့ရှိတယ်တဘာဝကလွမ်းစရာတရားတန်ဝေကရောက်ဝဲတွေကိုဖြည့်ဆည်းပေးနေတယ်မိုးကျော်ကသူရဲ့ကောင်းပြတာနဲ့ပန်းတို့ကြောင့်မွေးပြော်တဲ့တောရဲ့သမီးပြိုမ
မေဝနာရဲ့ချစ်ဆန်လန်မှန်းဆမိတယ်အချင်းနဲ့တန်အောင်စီမီရဲ့အတွက်တဲဟုပြန်မြပူဆွေးလောင်ကျန်းခဲ့ရတဲ့မေဝနာပရိသတိမင်းတို့ရဲ့အာဏာနဲ့အဆုံးဖြတ်ကြမှာအသက်ဆုံးရှုံးခဲ့ရတဲ့ရွှေပြင်းညီနောင်လူငယ်နှစ်ဦးဧည့်သည်တွေကိုစောင့်ခေါ်ရင်းနဲ့သူတို့ပြေးတက်ခဲ့တယ်သူ့ဘောတက်ခါနေလှလေးစိန်ကိုစောင့်ပြန်ပေးရင်းနဲ့အပေါ်လိုက်ခဲ့ဖို့ပြောခဲ့တယ်နောက်မှလိုက်လာမယ်လို့ဆိုတယ်အဲ့ရထားရင်တော့သူ့ဆိုင်ကိုပြေးဖို့မိမိသူ့တော်ဝင်ကူရတတ်သေးတယ်ဒါပေမဲ့တိတ်ကြကြမဆောင်လိုက်ရအောင်သူတို့ဇောင်းနှန်းတစ်ခုမှခီးတစ်ထောင်နားနေခိုင်းလှလေးစိန်ဟာမိသေးစိန်ကသွားခုလိုက်တယ်မသိတဲ့ပန်းတစည်းနဲ့ရှောက်လာတယ်သူများတွေနာနာနေနေတက်ခဲ့ရတဲ့လမ်းကိုအပြေးလာတက်ခဲ့တော့သူကမြမောတယ်ဒါပေမဲ့တနက်ခါကိုမညီမညာဘဲချရိုက်လာတဲ့လှလေးစိန်ရဲ့မျက်နှာကနနက်ခင်ရဲ့နေစီနုနုအောက်မှာအားတက်စပွဲကြည်လင်လန်းဆန်းလှုပ်နေတယ်မိုးကြော်နဲ့လှလေးစိန်ကဧည့်သည်တွေကိုဥဆောင်ပြီးရှေ့ရအေးစီတက်ခဲ့ကြတယ်လှလေးစိန်ကလမ်းတစ်လျှောက်မှာမြောက်တင်နဲ့လေချစ်ကြည်ရင်းနှီးစွာစကားပြောလိုက်လာသည်ဘလောက်စင်းရဲ့ပင်မစွာလောက်ကင်နေထိုင်ရသည်ဖြစ်စေစိတ်ပြည့်ညှဉ်းညူခြင်းမရှိဘူးသူ့ကိုကြည့်ရတာလှပနုနေခြင်းမရှိတော့လေချစ်ခင်နှစ်လိုပဲရှိတယ်ဧည့်သည်ကောင်းမလေးတော်လှလေးစိန်ကိုအားကြပြီးတွတ်လေးလိုက်တက်လာတယ်တောင်ထရောက်တော့ဘုရားပန်းကပ်ဖို့လှလေးစိန်စီကပန်းနှစ်ကိုတော့ဧည့်သည်ကောင်းမလေးကလိုလိုချင်းချင်းဝဲတယ်လှလေးစိန်ကပန်းဖို့ကိုတာထိုးထိုးလေးရလိုက်တော့ဘုရားပန်းလဲဖို့ရှိကိုတော့မနာလိုဝင်တို့ချင်းကင်းစွာနဲ့တောလူခတ်ပေးလိုက်သည်သူတို့တောင်ကြီးပြန်စင်းတော့၈နာရီကျော်နေပြီမိုးကြော်စိတ်ကတောင်ကကားလမ်းမပေါ်ကိုရောက်နေပြီခုချိန်စိန်အဖေကမျောလိုက်ရော်မေအဖေကနောက်ထပ်ကြီးတဲ့ရှားသည်ဖြစ်စီမရသည်ဖြစ်စီစောစောပြန်ဆင်းလာမှကြိုက်တယ်သူကခိုင်မကောင်းလာတာသိလို့နားနေတာမကြိုက်ဘူးမိုးကြော်အချိန်တန်လို့ပြန်မရောက်လာရင်တော့ဒီကောင်တသက်မဲ့အချိန်ပြုံးနေရဆိုပြီးမသိဆိုတာပြောတတ်တယ်မိုးကြော်တစ်ဖက်သားကိုအားနာတတ်တယ်ဘုရားဘူးဧည့်သည်ဆိုတော့လေအေးအေးစစ်စစ်သွားလာခြင်းနေကြည်ကျင်ရှုခြင်းနေကိုကအတင်းလောဆော်လို့မကောင်းအထူးသဖြင့်မိမိကားကိုတန်ရာတန်ကြီးတဲ့မကပေးပြီးလိုက်ပါလာသူတွေကိုစိတ်နှောက်ယှက်ပြအောင်မပြောချင်လှလေးစိန်ကတော့မိုးကြော်ကဲကဲကိုရှိမိတယ်သူ့ဆိုင်ကိုပြင်ဆင်ခင်းခြင်းရင်မိုးကြော်မျက်နှာမသားမယာဖြစ်နေသည်ကိုအရှိတ်တကြီးကြီးဖြစ်နေတယ်10 နာရီဒုက္ခနီမှာပြန်ထွက်ခဲ့ရတယ်မိုးကြော်ရဲ့ရှင်တို့ကလေးလန့်လို့မြမြရောက်စီခြင်းကမှမြေပြန့်မော်ဘိန်းချမိရနဲ့ကားကထိုးရက်သွားတယ်မိုးကြော်ကတနေ့မနာနဲ့ခိုင်းနေရတဲ့သူ့ကားစုပ်လေးကိုချောချောမော့မော့ပြေးရပြန်နေနိုင်ဝက်ခန့်ချသွားတယ်အညာနေကအရှိန်မြင့်လုံလာတယ်ဧည့်သည်တွေကိုသူတို့တဲခိုတဲ့အိမ်တီလိုက်ဖို့ပေးပြီးတဲ့အချိန်မှာနေမိုးတဲ့လူပြီးယနေ့ဖို့တော့နောက်ထပ်နှစ်ကောင်းရအောင်ဆွဲနိုင်တော့မှာမဟုတ်ဘူးကံကောင်းမှတောင်ပေါ်မှာညာရင်မဲ့သူမျိုးရနိုင်ပြီဒီအချိန်မှာဖျားဘူးလာသူကလည်းပါရှာတယ်တလန်းလုံးစကားမပြောဘဲနေလာခဲ့တဲ့ဧည့်သည်ကောင်းမလေးကပြန်ကားနီးမှသူ့ကိုပြောမြနှုတ်ဆက်ဖို့ရတယ်မိုးကြောင်ကကောင်မလေးရဲ့နူးနယ်လာပါတဲ့မျက်နှာလေးကိုကြည့်ရင်တနဂါးဘေးစားရိုက်ထားတဲ့လှလေးစိန်ရဲ့မျက်နှာလေးကိုပြေးလို့မြင်အောင်လိုက်တယ်ကောင်မလေးကသူ့မိစီကပတ်စံကိုယူလို့သူ့ကိုလှမ်းပေးတဲ့ကောင်သူ့လက်ဒီနဲ့ကောင်မလေးရဲ့လက်သေးချွတ်ချွန်လေးတွေထိခတ်သွားမိကြတယ်အသေးဆက်ရာနံဆက်ကူပေါ်မှာမိုးကြော်ရဲ့လက်ကဆက်စီတွေပြကျန်သွားတယ်ဒီကနေ့တော့တူတူကြကြအဖေမျက်နှာရွှင်ပြတယ်နောက်မှအเจ้าရင်းကိုရှိမိတယ်သူ့သားကြီးစိုးကြော်ပြန်အောင်နေတာပဲမိုးကြော်ကသူတို့သားဖတက်တွေစကားပြောနေရတစ်ချက်မြောက်သာလှမ်းကြည့်ပြီးမိနောက်ဖေးမိဖို့ကြောင်ပဲတန်းဝင်ခဲ့တယ်ပြီးတော့အမေကတားနေရဲ့ကြားကပဲရေကိုတုံးအောင်မြင်အောင်လို့လောင်းချိုးလိုက်တယ်နေရလေပူပါပြီးတဲ့နဲ့တားရဲ့အပူတွေပါရှက်ကုန်မှဖြစ်ဘာမှဖြစ်ပါဦးမေကအမေသာဘာလာလို့တာလဲကြောင်းပိတ်လို့လားမသိပါဘူးသားရဲ့သူတို့သားဖပြောနေကြတာဟိုရန်ကုန်တက္ကသိုလ်တက်ရတော့မယ်ဆိုလားအော်ဘာကြီးချက်လဲမေရဲ့ထမင်းစာလာပြီခုပြီးပါပြီကွယ်ဝတ်သားဟင်းလီအပဟိတ်တယ်ကောင်းပါလားအော်သူ့သားကြီးရောက်နေရအောင်မိုးကြောင်ကထမင်းကိုတိတ်ဆိတ်စွာပဲစားတယ်ဝတ်သားဟင်းကိုကြိုက်တော်လဲစားလို့မမင်းလာလေးစိန်တို့ဆိုင်ကတို့စရာနဲ့ငပိချက်ကိုပဲမြင်အောင်နေဘာပဲဖြစ်ဖြစ်ဒီနေ့လေတောင်ပေါ်မှာပဲသွားရိတ်တော့မယ်ဆိုပြီးဆုံးဖြတ်လိုက်တယ်ဟဲ့သားတော်ပြီလားနဲလာကြည်လားမိုးကြောင်ကသူ့ငယ်တရားငွေတရားကိုအမေကိုထုတ်ပြီးစကားလေးများပြောချင်စိတ်မရှိဘူးရော့မင်းသုံးကိုပြန်ယူသွားအောင်လေအမေကကြက်တန်ဆက်ကိုတချို့သူ့ကိုလှမ်းပြီးမိုးကြောင်ကားကိတ်ကိုပြန်သွားဖို့ပြင်းနေသွားတော့မလားကွဘက်နေမိဒီနေ့နောက်ကျလိုက်လားသူ့ဘေကလှမ်းပြီးဟိုကားကစတက်တာမကောင်းမိုးကြောင်သူများသာပြောပြီးအပြင်ကိုပြန်ထွက်ခဲ့တယ်စိုးကြောင်ကသူ့နောက်ကိုထားလိုက်လာတယ်ဟိုမင်းပြန်ထွက်တော့မှလားငါလည်းလိုက်ခဲ့မယ်လေလူရမှထွက်နိုင်မှာပါမင်းမလိုက်ပါနဲ့တောင်ပေါ်မှာတိတ်အေးတယ်မိုးကြောင်ရဲ့ညီကိုကအိမ်မှာတူနေစဉ်ကပဲစကားသိမ့်မပြောဖြစ်ဘူး
စိုးကျော်ကပေါင်းသိနေနဲ့သွားလာတတ်တော်လေမိုးကျော်ကတော့အဖေကားနာမှာပဲတည့်ရဝဲဝဲနေတတ်ခဲ့တယ်ကားဝဒနာပိုင်ကားသမားဖြစ်မှာပဲဆိုတဲ့အဖေစကားကမှန်တဲ့လောက်တော့မှန်နေမိုးကျော်တို့ကသူတို့ကားရင်းနာကိုရောက်လာတယ်မိုးကျော်ကကားပေါ်ကိုတက်လို့ဟိုတီတီစမ်းသက်တယ်ဆက်နှိုးကြည့်တယ်ကားအဝင်ကြည့်တယ်အဖုံးဖွင့်ကြည့်တယ်ဟိုနိုင်ဒီနိုင်နိုင်တယ်စီတို့ရှီတို့ဖြည့်တယ်မြင်းသမားကသူ့မြင်ကိုတားတယ်လို့မိုးကျော်ကသူ့ကောင်တားလျက်ရှိတယ်စိတ်ကျင်ထဲမှာစေးဘောလေးကိုကောက်ဖွာလို့သူ့ရဲဘော်ရဲဘက်ကားသမားတွေနဲ့ထိုင်စကားပြောနေရော်တယ်စိုးကျော်ဒီနေရာမှာကြာကြာမနေနိုင်ဘူးဘာမှမလုပ်ရပေနဲ့ချွေတွဲပဲကြပြီးပူလောင်လာတယ်ဒါလိုအချိန်များကားထဲဝင်လာရင်ဘလောက်ပူလောင်လိမ့်မအောင်သူမတွေးရဘူးပုတ်ပေါင်းကိုကူမဲ့ခီးတဲ့တချို့ရောက်လာတယ်ကားနှစ်စီးရှိတဲ့နဲ့မျှလူတင်ကြတယ်ရှေ့ကအရင်ထွက်သွားတယ်မိုးကျော်ကစေးဘောလေးကိုလွှင့်ပစ်ပြီးကားပေါ်ကိုတက်တယ်သူ့ကိုကြည့်ရတာနှင်းမြန်ပေါ့ပါတယ်စိုးကျော်ကကားရှိကန်တွေကဖွင့်လာသည့်တိုင်ဝင်မထိုင်တော့မိုးကျော်နောက်ကိုလိုက်နေကြအဖော်ကောင်လေးပဲဝင်ထိုင်နေစိုးကျော်တရားစိတ်မလုံလို့မျက်နှာလိုမျက်နှာရလာချော့မှန်းမိုးကျော်ရှိမိလို့ပြုံးလိုက်မိတယ်ဒါလောက်တိမဲ့ပြုတ်ရင်ပဲမိုးကျော်ကျင်းနေပြီသူ့ကိုပညာတော်လို့နိုင်ငံသားထိသွားနိုင်ရင်လည်းသွားပါစီတော့သူတက်နိုင်တယ်များဖြည့်ဆည်းပေးဖို့အသင့်ပဲတော်မေအဖေကိုပြောလိုက်ငါဒီညအပေါ်မှာပဲအိတ်မယ်လို့မိုးကျော်ကကားတကားကိုဆွဲပေးလိုက်ကြည့်စိုးကျော်ကနေဘူးထဲမှာမတွမဆုံလှုပ်လှုပ်ပြီးချိုင်းလာတဲ့တောင်ပေါ်မှာကာခွဲမရှိအိတ်ဆက်ဦးမိန်ညီဖြစ်သူကိုအံ့ဩစွာနဲ့ငေးမောကြည့်ရှုရင်ကြံ့ရစ်တယ်မိုးကျော်ကကားကိုဆက်နှိုးလိုက်တယ်အလိုက်တည့်ရဲ့ကားလေးကအစင်သိမဲ့ဝိုးနဲ့ထွက်တယ်မိုးကျော်ရဲ့စိတ်တရားမနီးရနဲ့မတူတော့ဘူးရွှေမြလန်းဆန်းစွာနဲ့သူ့ခီကိုပြန်ထွက်လာတယ်အိမ်မှာတော့သူ့ဖေကတားကြီးဖြစ်သူကိုအနာကဲရဲ့လူတော်လူကောင်းတစ်ယောက်ဖြစ်ချီကျုံအမိုးတင်ရင်နဲ့ကြံ့ရစ်ပေလိမ့်မယ်မတ်တာမကြီးစင်ရွာမှာနေသည်မတ်တာဟဲ့ထားတော့လေဒါတော့တောင်အိပ်ရသလားမိန်းကလေးဖြစ်ပြီးတော့ဟွန်းမိန်းကလေးကမအိပ်ရဘူးလို့အမဘာသူပြောတော့ဟတော်ပြောလိုက်စင်ကြီးစင်လက်ကြီးပဲဟုတ်မယ်တင်းတင်းမာတော့တွားကုန်ပြီတကယ်တည်းပွဲတော်ရက်ကလေးနီးလာမယ်ဟောက်ရောင်းရတခိုင်စူးစမ်းရောင်းရမှာပေါ့အင်းမခဏလေးပါမတ်တာကမျက်လုံးကိုလက်ပမုံနဲ့စုံဖို့လို့ထောက်ဖို့ကြိုးစားတော့လည်းမအောင်မြင်သေးတဲ့အတွက်အသာလေးပြန်လဲလိုက်သည်မိုးလေးနာလေးမြန်လိုက်တာလို့စိတ်တရအောင်မိမိတယ်အဲ့လိုကိုဝနိုင်နေမရှိဘူးစောစောထားရမယ်ဆိုကမှပိုးကြီးချင်နေညာကလည်းအမေကိုပဲကူရွေးပေးနေရလို့စောစောမအိပ်ရဘူးအမေကပဲပြုတ်တောင်းအသင့်ပြင်ပြီးသူ့ကိုစိတ်မချလို့ဝင်ကြည့်ပြန်နေမတ်တာကငါးဆက်ဆောင်ခေါင်းမိချုံလို့ပြန်တဲ့နေရာမြင်သွားတော့တင်မအောင်လက်ဝါးနဲ့နှစ်ချက်သုံးချက်ကခက်ဆက်ဆက်လေးတီးလိုက်တယ်မတ်တာမနေတာတော့ထပါတော့မယ်ဆိုတော့အမကလေဘာထပါတော့မယ်လေမီးဖို့ဝမယ်ယူနီကိုကြိုထားတယ်ညီအဖေတို့ထမင်းချက်နဲ့ချကျွေးလိုက်ပဲပြုတ်လေးခြံထားခဲ့ကိုင်းမင်းမလုံးထကြည့်လို့ညီနိုးနေရနဲ့ငါတော့နောက်ကျနေပြီအမေကပြောပြောဆိုဆိုမတ်တာကိုခြေထောက်နဲ့တစ်ချက်ကန်ပြီးအိမ်ရှိကိုထွက်သွားတယ်မတ်တာလည်းမနေတာတော့အရာတွေကလူးလဲထားလိုက်ရတယ်နောက်ပြီးရေကပြင်းထွက်လို့စင်ရိုးတွေကရေကိုအုံမုတ်ခွက်နဲ့ဂျစ်ခနဲ့နေအောင်ခတ်လိုက်ခြင်းလမ်းထိပ်စီကအမေရဲ့ဒီဘက်ကပဲပြုတ်ဆိုတဲ့အတန်ကိုကြားလိုက်တယ်မျက်နှာသိနေရင်ကအမေရဲ့ပဲပြုတ်အတန်ကမနစ်ကလောက်ပဲကျိန်လောင်တက်ကြွခြင်းမရှိတော့တာသတိထားမိတယ်အမေကစိတ်လွန်ထက်သူပါဖြက်လဲဖြက်လက်တယ်အလုတ်လဲလုံနိုင်တယ်သူလုံနိုင်တယ်လို့ကိုကြံလူတွေကိုလည်းလှုပ်စိတ်ခြင်းတယ်ဒါမြင်မတ်တာတို့သိရသလောက်အမေကအဖေကိုတော့အလုံးညာတယ်အဖေကအမေနဲ့အိမ်အောင်ကြပြီးကမှပင်ပင်မမလှုပ်စားရတယ်ဆိုပြီးအမေကယုံကြည်တယ်အမေတို့အတိုင်းဝင်မှာတော့အဖေကတတိသားပါပြီအမေကဒိန်းဒိတ်ရှိအဖေဦးလေးပိုင်ကြောင်ဆက်မှာအလုံးလုပ်ဖူးတယ်တတိတူဖြစ်တဲ့အဖေနဲ့ကြောင်ဆက်အလုံးသမားလေးအမေကိုအဖေဘက်ကအမျိုးတွေကသဘောမတူတာအထူးပြောဝေရမရှိဘူးဒါမဲ့အဖေအမေကိုသစ္စာရှိရှိနဲ့အတီတကျယူခဲ့တယ်ဒါတခုတည်းနဲ့ပဲအမေကအဖေပေါ်အမတ်များစွာပေးပြီးသားဖြစ်နေပြီမတ်တာကမျက်နှာသိပ်ပြီးပစုံအောင်တက်တဲ့မျက်နှာသုံးလို့မိဖို့ကြောင်ဝင်ခဲ့တယ်အမေတဲထားတဲ့ရှင်မျိုးကပေါ့ပေါ့ဆူပြီးအဖုံးကတကွက်ကွက်မြည်တယ်မတ်တာကထင်းစားတွေဆွဲနှုတ်တယ်အဲ့ဒီအချိန်မှာမောင်ငယ်အောင်သူနိုးလို့လာတယ်ငါ့ဖို့လေထမင်းတစ်စံလုံးလောက်ထည့်ပေးစမ်းပါဟာအောင်သူကမျက်နှာမသိခင်ကြိုတင်မှထားပြီးရေကပြင်းအောင်ထွက်သွားတယ်အောင်မေထမင်းကနည်းနည်းလေးရှိတော့တာအဖေကိုချမ်းရအောင်မေမတ်တာထမင်းကိုဖွင့်ကြည့်ရင်ပြောတယ်ထမင်းကလည်းကန်လက်တာနဲ့ပဲအေးဆက်မှာကြော်တယ်အမေကျန်ထားတဲ့ပဲပြုတ်ပကံကအငွေ့မပြေသေးဘူးပဲရီတစ်ခုနဲ့တစ်ခုထပ်ပြီးဣနေတယ်မတ်တာထမင်းချမ်းငယ်ကိုစလုံးမထိလို့အပေါ်ကပဲပြုတ်တွေဖြူချလိုက်တယ်ပြီးတော့စီစမ်းလို့စားမှဖြူပြီးမှခပ်ဖွားဖွားနေလိုက်တယ်ရင်တွေရောထမင်းမှဆင်းသွင်းဖြစ်တဲ့အခါအဖေနိုးလာတယ်မတ်တာကနားမလာစောင်းနေရအောင်သူ့ကိုညှက်ဆောင်ထိုးကြည့်ရင်ထမင်းတစ်ပကံခွဲထည့်ပေးလိုက်တယ်အဖေကိုပကံသစ်နဲ့ထည့်ပြီးတ
သူကစလုံးတွေကကျွင်းချံကုန်သာစားတယ်အဖေဇပွဲနေလေးမှဝင်ထိုင်လိုက်မိတဲ့အချိန်မတ်တာတို့မောင်တို့မှထမင်းညံစားခြင်းကိစ္စပြီးလိမ့်ပြီဟဲ့စားလို့ပြီးကုန်ပြီလားမြန်ရန်ကောမတ်တာကဘာမှမပြောဒါပေမဲ့အောင်ထူးကမနေဘူးမြန်ဆိုနည်းနည်းလေးဟောင်းမတ်တာမျက်လုံးပြပြတာအောင်ထူးဂယုမဆိုင်ဘူးဟေးငါထည့်များသားပဲရော့ယူကြည့်အောင်အဖေကသူ့ပကံတွေကခွဲထည့်ပေးတာကိုအောင်ထူးကထက်စားတယ်သို့တိုင်ပါဇက်ကပြောလိုက်သေးတယ်အမကလေပဲပြုတ်ရောင်းနေပြီလို့ပဲပြုတ်ကနဲလိုက်တာမြင်တော့မမြင်ရဘူးအောင်ထူးရဲ့စားရင်လေအေးစိတ်စားစကားမများနဲ့အစာပြေစားတာလေပဲပြုတ်နေကြပြီးတာမှမဟုတ်ပဲပြုတ်ရောင်းပြီးဟင်းလျာဝယ်ရတာလို့ဆက်ပြောမယ်ပြုသွားလေမပြောဖြစ်တတ်ဘူးမတာသူ့မေလိုပဲပြောဆရာရှင်ပတ်ခနဲ့အာမနာပါမနာပြောတတ်သူပါဒါမဲ့အိမ်မှာတော့အဖေနဲ့မောင်ပြည့်သူအတက်နိုင်ဆုံးတီးကန်နေဈေးမှာတော့မတာဘသူ့ဘမှာခေါင်းငုံမကန်တတ်ဘူးကောင်းမှုတော့ဘုရားရဲ့ကုန်းတော်ပေါ်မှာမတ်တောင်ရှင်ဝတ်သူမရှိဘူးအဖေကသူ့တက်ထည့်ပြီးထမင်းပကံကိုအောင်မစားဘူးအောင်ထူးပြောသလိုပဲပြုတ်လေးပါလီယာဖြူပြီးတော့စီလေးထီအောင်ဆန်းထားတဲ့ထမင်းချမ်းနဲ့ပဲပြုတ်ကိုအဖေဟဲ့ပပမစားတာကြားပြီအိမ်ကစောစုံထွက်သွားတဲ့အမေကတော့အဲ့ဒီဖြစ်တည်မသိဘူးအဖေကိုချစ်တဲ့မိကအဲ့ဒီကြောင်သိရင်လေစိတ်ကောင်းမှမထင်ဘူးအဖေကသူ့လက်ကျန်ပကံကိုအောင်ထူးပဲလှမ်းပြီးပစိုးအင်းညက်လေးလို့အလုတ်သွားဖို့ပြင်းနေအဖေကတခြားဆွေမျိုးတောင်ရင်ဘဲဘဲဖို့မှာအလုံးလို့တယ်။ကြောင်ဆက်မှာတော့ငါလိုဦးစီးဦးဆောင်မဟုတ်တော့သူများခိုင်းတာလုပ်နေရတယ်။အမေကသူတစ်ပါးစီအောက်ကြနောက်ကြခံလို့မလုပ်စေချင်တော့လေအဖေကဆုံးဝင်လုပ်တယ်။တနေ့နေ့မှလူကြီးတွေကစိတ်ပြေပြီးကြောင်ဆက်ကိုပြန်ခေါ်လိုက်မယ်လို့အဖေကမျှော်လင့်ခဲ့တယ်။ယခုမတ်တာ16နှစ်အရွယ်ရောက်တဲ့အထိဘသူမှပြန်မခေါ်တော့ဘူး။ငါကနေ့နောက်ကြခြင်းကြမယ်။နင့်အမေကိုပြောလိုက်။အဖေအိမ်ကထွက်သွားတယ်။အောင်သူကထမင်းလက်ကြံကိုစားနေရကလက်စတက်လိုက်တယ်။နင့်မလဲဘာရောဆန်သေးရလားတကယ်တည်းစားလိုက်တာဖုံးဝင်သလားမှတ်ရတယ်ဒီလိုမှမစားရင်လေနေ့လေကြာစတာဟာနေ့ပစံရှိတယ်ပေးစမ်းမအောင်အမေဘယ်ရှိလို့တော့မနေ့ကပဲအမတောင်းလို့ပေးလိုက်ရပါဘူးငါဖျားဝဲမိအစာလေးပါလေးဝဲချင်တာမဝယ်ရသေးဘူးတစ်ချက်လောက်ပါဟာအဖေကဒီကပစံရှင်ငါပေးမယ်လို့ပြောထားပါတယ်အဲ့ဒီကြတော့ပြန်ပေးမှာပေါ့တကယ်ကိုမရှိတာဟဲ့ဒါဖြင့်လည်းပြီးရောဟာအောင်သူကမကြေနမနဲ့နဲ့ပဲကြောင်းသားဖို့ပြင်နေမတာတဲ့သုံးနေငယ်တဲ့အောင်သူက9တန်းကိုရောက်နေပြီမတာလေးထဲမှာမိကျောင်းကထွက်ခဲ့ရတယ်အဖေကရောအမေကပါသမီးမိန်းကလေးကိုကျောင်းထားဖို့ဆရာထက်တန်ခြင်းမရှိဘူးပတ်ဝန်းကျင်ကမိန်းကလေးတော်တော်များများကကျောင်းကထွက်ပြီးဈေးရောက်နေကြတယ်ဆိုတော့မတာဈေးရောက်ရရင်လည်းအထူးဆန်းမဖြစ်တော့ဘူးမတာကိုယ်တိုင်ကလည်းကျောင်းကထွက်ရခြင်းအတွက်ဘလို့မှမခံစားခဲ့ရဘူးအောင်သူကတော့အဖေကအမြဲပြောတယ်ပညာတတ်အောင်သင်กว่าပညာတတ်မှလူအောင်မကြမှာဒါကြောင့်အောင်သူကပညာသင်ရတယ်မကြီးစင်မှာတက်တန်းကျောင်းမရှိလို့စကိုင်းကိုကျောင်းသွားတက်ရတယ်အောင်သူတဲ့ပတ်စံဘလောက်တောင်ကုန်နေဖြစ်စီအဖေကမငြင်းဘူးအောင်သူကအိမ်မှာအခွင့်အရေးရဆုံးပဲမတ်တာစားတော့ပြီးသမျှတွေသိမ့်ဆဲလိုက်တယ်ပြီးတော့မှရှိမှထိုင်လို့အလှပြင်းနေဆိုတော့လေတနကားပဲစားလင်းချင်းမြပြီဘလောက်ပဲတနကားကိုပိန်းနေအောင်နေတော့လေအညာနေရဲ့အောက်မှာအသားကမွေးပြန်လာတတ်မြေပဲနေရအောက်မှာတဏီကုံသွားလာလှုပ်ရှားနေသူဖို့မျက်နှာမှာအစီပြန်နေတတ်တာလေအစမ်းမဟုတ်တော့ဒါပေမဲ့ခါတိုင်းထက်တော့စိတ်လိုလဲရပြင်းစင်လိုက်တယ်တနကားကိုညီအောင်သဘောတန်နေပြန်ညှိတယ်ခေစမ်းသုံးချုပ်ထားတဲ့ဝိုင်စားအင်ကြီးလက်ဖောင်းဝတ်တယ်ယနေ့ဝင်းလိုက်နေတွေ့ရမယ်ပေါပေါတီထည့်ထားတဲ့တောင်းကိုအိမ်မြင်ကိုထုတ်ပြီးအိမ်ရှိတက်ကြက်တဲ့တော့တကားကိုပိတ်လိုက်တယ်တော့ခက်ရင်မလို့ပေါပေါတောင်အတော်နေနေပြီစိတ်တရားရှင်ရုံရင်နဲ့လမ်းမပဲထွက်ခဲ့တယ်ကောင်းမှုတော့ပဲသွားမယ်မြဲတာကြောင့်စောင့်နေတခါတည်းရဲ့စိတ်မတင်ရင်လမ်းလျှောက်သွားတတ်တော့လေယနေ့မလျှောက်ချင်သူလမ်းမမှာယနေ့စင်မှာပဲမြင်းလဲနှစ်စီဖြတ်သွားတယ်ခီးသည်တွေအပြည့်ပါသွားတယ်ဖျားဖူးတွေများလာပြီမတ်တာစိတ်တရားရေယုံမိပြန်နေကောင်းမှုတော့ဘုရားဝဲနီးလို့လာပြီဒီလိုအချိန်မျိုးမှာပို့လို့ဇေအောင်ကောင်းတတ်တာအမှန်ပဲမတ်တာတို့မိန်းကလေးတစ်တိုက်ကဒီလိုအခါကြီးရဲ့ကြီးကိုသာအားထားနေကြရတယ်ဟိမတ်တာခုမှသွားမှလားလာလိုက်ခဲ့လေမတ်တာဘေးမှာမြင်းလဲတစည်းလာဆိုင်တယ်မြရွှေကိုမြင်ရတယ်မတ်တာမျက်နှာကိုတစ်ပတ်ကိုလှည့်လိုက်တယ်နေရလေငါမြင်တာများတရေတဲ့ပဲမြင်ရတာကြာနေရပြီဒီကစေတနာနဲ့ခေါ်တဲ့ဟောင်းတော့ပါပြီကို့ဘာသာကိုပဲကုန်းချောင်းလျှောက်သွားပါမယ်နေရလေငါစေတနာဆိုဘယ်တော့မှအတိမန်မပြုတ်မြရွှေကလူဝသားမြင်းလဲမောင်းမိမယ်စကားအလွန်ကြွေတယ်ရုပ်ကတော့စစ်စစ်ကြည့်ကျင်လောက်စရာမရှိဘူးအသားကမရတဲ့တဲ့သွားခေါ်သည်မတ်တာရဲ့တငယ်ချင်းမိန်းကလေးတွေကမြရွှေကိုဆိုရင်ယူတူတူဆိုတော့ညာပြီးခိုင်းညင်ကြတယ်သူမြင်းလဲနဲ့ကြုံရင်ပတ်ဆက်မပြီးပဲတက်စီကြတယ်မြရွှေကလည်းပြုံးပြပြနဲ့
တင်ခေါ်သွားတတ်တာပဲမတ်တာတယောက်ကတော့မြရွှေကိုကြည့်မိအောင်မိန်းကလေးအလုံးထဲမှာမတ်တာကိုမြရွှေရမျက်နှာသာပြီးဆုံးဖြစ်တာအလုံးကလည်းသိတယ်အဲ့ဒီအတွက်မတ်တာဝိုင်းဝန်းစားကြရင်မတ်တာကအသေးခံအောင်လာတယ်ယခုလေမြရွှေကမြင်းလဲကိုရက်လို့စောင့်နေနင်းဟာနေသွားစမ်းမှာမြရွှေရဲ့ငါအဲ့ဒီဘက်ပဲသွားမှာမို့ပါဟဲ့နင့်မလဲတောင်ကြီးတစ်ဖက်နဲ့ဟောင်းသူကြည့်ရတာလေမတ်တာမလိုက်မချင်းထွက်သွားမိပုံမပေါ်မတ်တာမြင်မြင်ရောက်လေကောင်းတာပဲလို့တွေးပြီးမြင်းလဲနောက်ကတက်ထိုင်လိုက်တယ်တောင်းကိုတော့ပေါင်မော်တင်ထားလိုက်တယ်တောင်းကိုဒီပေးစမ်းမှာဟာရှေ့လေတိုးတိုင်မှာနင့်ကိုကြိုက်မစားပါဘူးမောင်းမသာမောင်းဟဲ့စကားရှိမနေနဲ့နင်ကလေငါ့ကိုများဆိုရင်အကောင့်ကိုမပြောငါကနောက်ပိုင်းလေးနေမှာဆိုလို့ပြောတာပါဟာမတ်တာကရှေ့ကိုနည်းနည်းတိုးထိုင်လိုက်တယ်မြရွှေရဲ့ငေါက်တဲ့နေတူမြင်းလေးကစတင်ထွက်ခွာသွားတယ်မြရွှေရဲ့မျက်နှာလေးအထူးရှင်လန်တက်ကြွလို့သွားတယ်မြင်းလေးကခက်တော်လေးပြေးတယ်ကားကြီးတွေကတဝဝနဲ့အရှိန်မသက်ပဲမောင်းလာတတ်တော့မကြခဏလမ်းဘေးကိုချပြီးရတယ်ကားကြီးတွေကဘယ်တော့မှမညောင်းဖဲတောင်မပေးရင်တိုက်သွားမှာပဲဒီလိုပဲအင်အားကြီးတဲ့သူများလေးကိုယ့်ထက်နှင်းကြတယ်လို့မညခြင်းနေဟာလေစကက်ကြီးစကက်ကျုံတော်တော်ပြောတယ်ဟာမှန်တာပြောတာပဲဥစ္စာထားပါတော့နေရထွက်ပြူစားပြုပြီးတောက်ပါရဲ့နက်နက်ခင်းရဲ့နေအောင်ကြည့်အောင်ဖျားစီရီရဲ့အရှိန်ဝေးကအေးချမ်းငြိမ်သက်စွာလှမ်းခြုံထားတယ်ပြူဝေးလုံးဝန်းနဲ့ကောင်းမှုတော်စီရီရဲ့အထုပ်အထိပ်ပြားကနေကြီးနူးနူးအောက်မှာမိုးကောင်းမြင်ကိုတိုးဝင်လုံနေရှိတယ်ကောင်းမှုတော်ကန်ရင်ပြင်းကနေအောင်နဲ့ဟက်လို့တက်လက်လက်တောက်တယ်ငါ့ကိုထိတ်မှာပဲချပြီးခဲ့မထူးပါဘူးအထက်ရအောင်ပို့ပေးပါမယ်ကောင်းမှုတော်စီရီရဲ့မဟုတ်စီကိုဦးတည်ပြီးမောင်းဝင်ခဲ့တယ်ဖျားဖို့တကူးတလီကိုတော်များမမြင်ရသေးဘူးမြရွှေရဲ့မြင်းလဲကိုမြင်တာနဲ့တင်းသေးမာနဲ့ခေုံမြင့်တို့ကပြေးလာကြတယ်အမေမတာတော့ကြီးဝါနေလိုက်တာနော်မြရွှေနင်းမျက်နှာကြီးကလေမှုံရထားသလိုပဲပြုံးဖြည်းဖြည်းနဲ့ခေုံမြင့်ကလမ်းနောက်တော့မြရွှေကပိုသဘောကျသွားပြီးတကောတွေငေါထက်သွားအောင်ရေးလိုက်တယ်အယူကိုဘုံမြောက်မနေစမ်းပါနဲ့ဟာစိတ်ကုံရတယ်ကြားတယ်မတ်တာကသူ့ခုံမနဲ့နှစ်ဖက်ကိုအောက်ကိုကောကနေကြအောင်ပြစ်ချရင်ပြောလိုက်တယ်ပြီးတော့မှလူကပေါ့ပါစွာနဲ့ခုန်ဆင်းလိုက်တယ်နေရလေဟဲ့သူ့မြင်လဲလက်ကားစီးသည်နည်းနည်းပေါ့တော့မြစ်တာထားအောင်မှာပေါ့အေးဗျာကြည့်ပြောကြပါဦးမြရွှေကမတ်တာရဲ့တောင်းကိုလှမ်းကြပြီးပြောတယ်ကောင်မကြီးဒီလောက်တောင်မြစ်တာထားခြင်းညီတို့ဘာသာညီတို့ထားကြဘသူမှမထားခြင်းလဲနေကြပါငါပြန်တော့မေဟာတင်းတိတ်ကိုဝင်ပြီးဂျုံဟုတ်တင်ရအောင်ပါမြရွှေကသူ့မြင်ကိုနောက်ပြန်လိတ်စီကိုတုံးဝင်းနေဆွဲပြီးကြိုလိုပါဇက်ကမြည်လို့ပြန်မောင်းထွက်သွားတယ်မတ်တာကသူ့ကိုတမင်လိုက်ဖို့မှန်သိတော်လေကျေးဇူးတင်စကားမဆိုလိုက်မိဘူးငယ်စဉ်ကတင်းတိတ်ရွာမှာမြရွှေနဲ့ကြောင်းတူတူနေခဲ့ဘူးတော်လေစိတ်ထဲကတန်ဝန်းစင်သိမ့်မရှိဘူးယခုမြရွှေကမျက်နှာယူပုံနေဆိုတော့ပို့ဆိုးတယ်မတ်တာကတောင်းဖို့ကစားတိတ်ပြီးဇေဒီရင်မြစ်ကိုဝင်ခဲ့တယ်ဘိုးဝေးပြူတဲ့ကောင်းမှုတော်ဇေဒီကနေချင်းဝင်းလက်အောက်မှာတင့်တယ်စွာနဲ့ရက်တည်တယ်ဒီနေ့ရုံပေးရဲဆိုတော့ဖျားဖူးတွေများမှာပဲငါမှပေါ့တောင်နေနေပြီညီတို့ရောထပ်ဝယ်ထားသေးလားဝယ်ထားတာပေါ့ဈေးတောင်တက်သွားပြီဟာ18ကျပ်တဲ့ခါတိုင်းဆိုရင်တော့ပေါ့တက်တင်းကို15ကျပ်ပေးရတယ်ယခုပွဲတော်ရဲ့နီးလာတော့ဈေးကတက်သွားပြီဒါမဲ့ကိစ္စမရှိဘူးအယောင်ကပိုသက်တော့ကို့အတွက်ပိုချန်နေပွဲတော်အမီအင်ကြီးစားအသိဝင်နိုင်ဖို့ကလည်းအရေးကြီးသေးတယ်ရင်းမြင်တော်ပေါ်မှာဇီးပြူသေးကင်းလေးတွေကြွေကြတယ်နေကြိုသေးတော့ခြေထောက်မပူပဲကောင်းကောင်းလျှောက်သွားနိုင်တယ်ကလေးရဲ့ကျိုးပြေးလွှားဆော့ကစားနေကြတယ်သူတို့သုံးယောက်လျှောက်လာမြင်တော့အဝင်းတို့ကောင်မလေးတတိုက်ကတီတိုစကားဆိုနေကြတယ်အဝင်းတို့တတိုက်ကအသက်ငယ်ကြသေးတယ်10နှစ်ကျော်သာရှိကြတယ်မတ်တာတို့အတိုက်ကအပြိုအုပ်စုသူတို့ကိုသူတို့အပြိုဖြစ်ပြီးဆိုပြီးတတ်မဲ့တယ်ဆိုမှရခင်ရလို့ရင်းမြင်ပေါ်မှာပြူလားဆော့ကစားခြင်းမပြုတော့ခြင်းမှာအိမ်တွေရလျှောက်တယ်လှပဝတ်တယ်ဒါပေမဲ့အရေးကြုံလာရင်တော့တမိန်စုံအောင်ဆွဲပြီးဝဝက်ကွယ်အောင်ရံပြစ်ဖို့ဝင်မလေးဘူးဇေယောင်းရမှာတော့ကလေးတော့ပါတော့အပြိုသောအိုးတော့မတွေးနိုင်အပြိုင်အဆိုင်လူရောင်ရမြေပဲရှိသေးတယ်စာတိမတွေကသူတို့တိုက်ကိုနည်းနည်းတော့လန့်နေဘုရားဖူးတွေကိုသူတို့ကတိုးဝေးလို့ရပြီးရောင်းရမှာတရားလွန်လာရင်မတာတို့ကပြောရဆိုရတယ်အော်ဝါငါဝါတယ်ဒီတော့မှလေကိုရှိန်တက်ကြတယ်တတိုင်း30ရှိခဲ့ဇီဒီရင်မြေက9ကန်ဘက်ကိုဆင်းခဲ့ကြတယ်9ယောက်နဲ့အမတွေလည်းရောက်နေပြီအချိန်စောသေးလို့ကရင်ပြင်းကငိမ့်သက်တယ်ငါးလေးတွေလေးတွေလည်းငိမ့်သက်စွာနဲ့ရေထဲမှာငုံရှုံးနေကြတယ်သူတို့လည်းအဆောင်မျောလင်းနေကြပြီမတာတို့ကလည်းအဆောင်ဝင်မဲ့သူတွေကိုမျောလင်းနေကြပါသည်မြင်းလဲတစည်းဝင်လာနဲ့သူတို့အားလုံးနှုတ်လှရှာဖြတ်သွားကြတယ်ပန်းတဲ့တွေရဲ့စီကနဲ့အော်တန်တွေကိုကြားလိုက်ရတယ်ကောင်းမှုတော်ဘုရားကြီးကို
ကြီးညိုဥခိုက်ပြီးရင်တော့ကံမတ်ကိုဆင်းလာကြမှာမလွယ်ဘူးဆင်းလာပြအောင်လဲလမ်းပြပို့ဆောင်ပြီးမြဲခလင်းငယ်တွေကရှိနေတယ်မတ်တာတို့ကပေါက်ပေါက်တွေကိုပကံများလေးနဲ့တည့်ပြီးအသစ်ဆောင်နေကြတယ်သူတို့နေနဲ့ရင်မြင်တော်ပေါ်တက်ပြီးရောင်းငွေမရှိဘူးဖះကနေကံမတ်လာရလမ်းမှာသာတန်းစီပြီးတော့ရက်ဆောင်နေကြရတယ်ဖះတဲ့ကြောင်မလို့စေတနာကောင်းကောင်းနဲ့မြမဝေကျွေးမဲ့လူတွေလာပါစေကောင်းမှုတော်စေတီကြီးကကဲမတော်မူပါမျော်လင့်တဲ့လောက်တော့အာရှိပွေရမမြင်အောင်ဖះဖို့သူ၄-၅ယောက်ခန့်ဆင်းလာတာမြင်ရတယ်သူတို့တွေတန်းစီပြီးရက်နေရကိုရုတ်တရက်တော့နားလေကြရင်မတူသူတို့အားလုံးတပြိုင်နက်တည်းအော်လိုက်ကြကမှဖះဖို့တွေလမ်းပြန်ပြီးသဘောပေါက်သွားကြရတယ်ပေါက်ပေါက်လေးတွေဝယ်သွားကြနော်ကန်ထဲမှာလေးတင်ငါးတွေရှိတယ်။ကျွေးရအောင်တခါလေးဝယ်သွားပါမရဲ့။ဦးလေးယူသွားအောင်လေ။ဒီကလေယူပါအောင်မရဲ့။မျှယူပါနော်။ကျမတို့စီကလေယူပါမ။မတ်တာတို့ကအနှဲငယ်အိမ်တွေရရောင်းတော့လေအဝင်းတို့ကလေးတစ်တိုက်ကတော့သူတို့လက်တရားပကံများတွေကိုဖျားဖူးတွေလက်တရားအတင်းထိုးထည့်ပေးကြတယ်။မယူခြင်းလို့လည်းမရမယူမချင်းဘေးကကတ်လိုက်သွားပြီးတော့နားကွက်အောင်အော်တော့တယ်။ဒီကလေးနေတော့မလွယ်ဘူး။တခါတရံတော့လေစိတ်ပြပြနဲ့ပဲသူတို့ကိုညာလိုက်ရတယ်။လုံနဲ့ပဲကိုလက်တရားပကံကကြမ်းကြမ်းနေတတ်တယ်။ရခုလေးကြည့်အဝင်းကအကေးဆုံးဖျားဖူးမှကြီးပြီးတင်းခတ်ပြီးပပပကံများလက်ထရအောင်ထိုးထည့်ပြီးဒီတော့လေတပတ်သားကစိတ်ပြပြနဲ့ယူသွားရတော့တယ်။ပြီးတော့အဝင်းတို့လဲလိုက်တရားမပြောနဲ့လက်တရားပကံတစ်ချက်ထွက်သွားပြီးရနဲ့သူတငယ်ချင်းနေစီကနောက်တစ်ချက်ပြီးယူပြီးတော့လိုက်ရောင်းပြန်နေဒီဘက်ကလည်းမျှယူပါအောင်ဦးလေးရဲ့မတ်တာတို့ကတော့ဒီလောက်ပဲပြောပြတယ်အဝင်းတို့ကြက်တောင်စီလေးနဲ့ပြေးလို့လွှားလို့ကောင်းတော့တဲ့အရွယ်လည်းမဟုတ်တာဆိုတော့အိမ်တွေရကိုရှင်သက်လို့ရောင်းရတယ်ဒိုးတိုင်လက်တရားပေါက်ပကံကိုတော့ဝယ်မဲ့သူလက်ထဲမြမြရှောင်းထိုးထည့်ပေးမိတယ်ဒီလောက်တော့လုံးမဖြစ်မယ်ဒိုးမောင်ရင်တနေကောင်အောင်နေတာမှရောင်းရမှာမဟုတ်တော့ပတ်စံတစ်ချက်တော့ဈေးဥပေါက်ရလိုက်တယ်ဖျားဘူးသူတွေလူမြောက်သွားတော့မှလက်ပတ်မင်းဇရဲကြသလိုအော်ရင်ခဲကြတဲ့သူတို့ရဲ့အတန်တွေလည်းတိတ်သွားတော့တယ်အဝင်းရဲ့လက်ထဲမှာကြက်တန်သုံးရဲ့မြင်လိုက်ရတယ်လှင်လိုက်တဲ့ကောင်မနင်ဘလောက်ရလိုက်လဲအဝင်းကသူ့ဘော်အေးမြောက်လှမ်းမိလိုက်တယ်ဘယ်ရလို့လဲတပကံပဲရောင်းလိုက်ရတယ်လေအပြန်မပတ်စံပေးမယ်တဲ့အေးတပကံကနေစီကယူရောင်းပေးရနော်ရော့တစ်ချက်သူတို့ချင်းချင်းတော့ရိုင်းမင်းကြတာမတ်တာကိုတဲ့ငယ်သူလေးတွေဆိုတော့တနာချင်းတော့ဖြစ်မိတယ်ဒါပေမဲ့နည်းနည်းတော့ပြောထားရအောင်မေညီတို့ကလည်းအေးနည်းနည်းပါပါတော့စေချင်အောင်မပေါ့သူတို့ကလမ်းလျှောက်လို့တော့မရှောက်အတင်းလိုက်တာပဲငါတို့လည်းရောင်းအောင်မှာပေါ့ညီတို့ကြီးပဲကြောက်ရွံ့ခြင်းလို့ဖြစ်မလားအဝင်းကတခြားသူတွေဂယုမဆိုင်တော့လေမတ်တာတို့နည်းနည်းလန့်နေအမားတို့လည်းရောင်းရတာပဲဟောင်းဟုတ်မယ်တင်းတင်းမှဆိုတပကံမှတော့မရောင်းနိုင်ရဘူးညီကတော့လူတစ်ယောက်တည်းကိုနှစ်ပကံလောက်ဝယ်တော့လိုက်ရောင်းနေဒါတော့သူ့ဟာသူဝယ်သွားတာပဲဟဲ့ညီကတင်းလိုက်ကတ်နေရအောင်ထမိန်ဆွဲကြော်တော်မယ်အတိုင်းပဲအဝင်းကနှက်ကန်းစုလိုလှည့်ထွက်သွားသည်ပြောမနေပါနဲ့ရောမတ်တာရဲ့ဒီကလေးတွေကမလွယ်ဘူးတင်းတင်းမှတော့နာမည်လေးကနုံညံ့တယ်လို့လူကလည်းအေးစီတယ်တောင်ယုံစင်အလျှော့ပေးလိုက်တာကြည့်ပဲဒါကြောင့်သူများတကာတွေရှစ်ချက်တစ်စိစီကြံတက်တဲ့ဒီလိုရက်မျိုးမှာသူ့မှာ၅ချက်၆ချက်ထက်ပိုများတက်ကုန်ဒါပေမဲ့တင်းတင်းမှတို့မိသားစုကမတ်တာတို့တဲ့ဆိုင်ပိုလို့ချောင်နေတယ်မိဘတွေကလဲလီကိုင်းလေးလောက်တယ်နောက်ထပ်မကြမီပတ်စကားရေးတစ်စီးဆိုင်လာတယ်ရဝေးရစုပေါင်းလာကြတဲ့ဖျားဖူးချင်းကြီးမှန်ပြီးတော့အားလုံးရဲ့မျက်နှာဝမ်းသာခြင်းနဲ့ပြုံးမြော်ရွှင်လန်းလို့သွားကြတယ်အားလုံးလုံးလုံးရပြစ်ကုန်ကြပြီးရှိသမျှပကံပြားလေးတွေကိုပေါက်တွေထဲလို့အသိပြင်ထားကြတယ်သူများထက်လေတဲ့အဝင်းကတော့ပကံများတဲ့ပေါက်လျှော့ထည့်ပြီးအမြင်လောက်အောင်ဖြန့်ထားတယ်မတ်တာအဝင်းမက်လေးလို့တတိပေးရဲ့အနေနဲ့မျက်စောင်းခဲလိုက်တော့လေအဝင်းကမသိရန်ဆောင်လို့မျက်နှာကိုတစ်ပတ်ကိုလှည့်ထားတယ်ရေကန်ကြီးကငါးတွေကတော့ဘာမှမသိဆောင်သိရင်မတ်တာတို့များကျေးဇူးတင်ကြလိမ့်မလားမသိဘူးသူတို့အစာကျွေးမဲ့သူတွေကိုမတ်တာတို့ကအတူးမြောင်လေးစောင့်စားနေကြတော့အမှန်ပါရုံးပိတ်ရဲ့အတိုင်းဝင်းလိုက်လာနေကြသူကတနေရာလေးမှာအတီးတကျကြက်စားရတော့မဟုတ်ဘူးအဓိကနေရာကစကိုင်းတောင်ရုံပေါ်မှာပါဒါမဲ့တကားတလီမန္တလေးတောင်ပေါ်မှာရှိနေမဟာမြတ်မှုနေ့မှာတပတ်လုံးလုံးနေတဲ့ကနေတယ်လူစီကားတဲ့ဘုရားပွဲတော်တွေရှိရင်လေအဲ့နေရာကိုသူရောက်နေတတ်တယ်သူ့အလုပ်ကဓာတ်ပုံစီရဝင်းလိုက်ရစကိုင်းသားလူပုံကတာတာနာနာပဲပိမိပါပါအရက်မြင့်မြင့်ဖြစ်ပြီးသပင်ရရှိတယ်ဘောင်းမီလည်းကြည်ကောင်းနေမြရွှေနေရတော့တခြားစီပဲမနေ့ကယခုလိုပွဲတော်ချိန်နေတဲ့ရက်မှာဝင်းလိုက်နဲ့စတင်တည်ကျွမ်းရခြင်းမှာနေဘူးမမတ်တာကဇီးပြူသေးခင်းနေကောက်နေခိုက်အလင်းရောင်တစ်ခုကဖြက်ခနဲ့ကျလာတော့မတ်တာရုတ်တရက်လန့်သွားတယ်လက်ထဲမှာကင်မရာကင်ပြီးဟန်ကြပန်ကြရက်နေခဲ့တဲ့ဝင်းလိုက်အောင်မြင်တော့အစပထမအံ့ဩစွာငိုင်ကြည့်နေလိုက်မိသေးတယ်ပ
ပြီးတော့မှတတိယလို့သူ့စီကိုရှောက်သွားခဲ့တယ်ရှင်ကျုပ်ကိုဓာတ်ပုံရိုက်တာလားရိုင်းစားလာတယ်မှုတ်တော့လေတိတ်လည်းမရင်ကြီးလာတဲ့စကားနဲ့မေးလိုက်မိတယ်ဝင်းလိုက်ရကင်မရာကိုလည်းပင်မှလွှဲလို့သူ့ကိုပြုံးကြည့်တယ်မထီလေးစားလို့တော့မစိုးတော့ဒါပေမဲ့မတ်တာစိတ်ထဲမှာမခံချင်အောင်ဖြစ်သွားတယ်ရှစ်ဓာတ်ပုံလေကျုပ်ကရွေးနိုင်မှာမဟုတ်ဘူးတော့ကျုပ်ဓာတ်ပုံရိုက်မဲ့တူတူတခြားလူတွေရှောက်ရိုက်တာမှရှင်ပတ်စံရအောင်မှာဒီတော့ဝင်းလိုက်ကသဘောကျစွာရှိပြန်နေမတ်တာတို့ထက်အသက်9နှစ်ခန့်ကြီးတာဆိုတော့မတ်တာကိုကလေးတယောက်လူများသဘောထားလေလားမသိဘူးမတ်တာဒီနေ့တည်းမှာပုံမထားကြိုက်ဆိုပြလာလို့အမေကပြောတယ်ဒါမဲ့ကဘိုးရိုးနေတတ်တဲ့အချင်းနဲ့တနကားကိုညီအောင်မလိမ့်တတ်တဲ့အတွက်သူ့အတင်ကလေးစားစရာမကောင်းထင်ရတယ်မင်းတို့ဘသူကပတ်စံပေးရမယ်လို့ပြောလို့လေမတ်တာကြီးကြီးကျယ်ကျယ်ရှင်နဲ့ကျုံနဲ့ပြောတော့လေသူကကလေးတယောက်လိုပဲမင်းနဲ့ငါနဲ့ပြန်ပြောတယ်ဒါဖြင့်ရှင်အားကျုပ်ကိုဘာဖြစ်လို့ဓာတ်ပုံရိုက်ရရလဲပြီးတော့လှလှပပလည်းမဟုတ်ဘူးသူကရှိပြန်နေမတ်တာနေရအောင်မှဇီးပုတီကောက်နေတော့သူဓာတ်ပုံရိုက်လိုက်မယ်သိတယ်မင်းကလှလှပပရိုက်ချင်လို့လားဟိုဒါဆိုရင်တော့ထက်ရိုက်ပေးပါမယ်တကယ်လားသူရှိပြန်နေမတ်တာကိုရည်စရာတော်များအောက်မေ့လီလားမသိဘူးတကယ်တော့အမေတမင်ကိုထက်ဆင်ဖြုတ်ပြီးခါကလုံးလုံးဝစ်ထားတဲ့မတ်တာရဲ့ပုံမှန်တဲ့ရန်ကလည်းမသက်မရနဲ့ရည်စရာကောင်းနေတာတော့အမှန်ပါတကယ်ရိုက်ပေးပါမယ်ဟိုပတ်စံတော့မပေးဘူးနော်မပေးပါနဲ့ရပါတယ်ဟိုတလို့ဆိုမနေ့ပြန်ကြရင်ရိုက်ပြီအခုမရိုက်တော့ဘူးလားစောစောကပုံကတကယ်ကောင်းတယ်မကောင်းပါဘူးအဲ့ဒီပုံဘာဖြစ်လို့ရိုက်တာလဲကျုပ်ကိုပေးမှလားသူကမတ်တာကိုတနာစရာကလေးတယောက်သွင်းနဲ့ကြည်ပြန်နေအဲ့ဒီပုံကဓာတ်ပုံပြိုင်ပွဲဝင်မလို့မတ်တာတိတ်တော်နားမလဲဘူးဒါမဲ့ထပ်မင်းနေရင်လေသူမသိနားမလဲရတွေပေါ်သွားအောင်မှာဆိုတော့မမေးတော့ဘူးသူ့ကိုကူညင်လိုက်ရရလို့ယူဆပြီးဝမ်းသာသွားတယ်ပထမဆုံးအချိန်ကိုတက်စင်တန်းမြစ်သူနဲ့အသိမိတ်ဆွေဖြစ်ရတဲ့အတွက်လည်းဂုဏ်ယူလိုက်သေးတယ်နောက်နေ့ကျတော့မတ်တာကဓာတ်ပုံရိုက်ခတ်မှုစိတ်လိုလိုက်ရပြင်ဆင်သွားတယ်တင်သင်းမှာတော့ခင်အောင်မြင့်တို့ကိုလည်းဝင်းလိုက်ရဓာတ်ပုံလက်ကရိုက်ပြီးမယ်ဆိုတဲ့အကြောင်းမောင်ကြီးနှင်းခတ်တယ်တင်သင်းမှာတို့ကတို့ကိုလည်းရိုက်ခိုင်းပေးပါရဲ့ဆိုပြီးတောင်းပန်ကြတယ်အားလုံးပြောင်ပြောင်ရောင်ဝစ်စင်ပြီးဝင်းလိုက်လာကိုစောင့်ရတယ်ဝင်းလိုက်ရနေလေဘက်နေချစ်ချစ်တော့ပူချိန်မှရောက်လာတယ်တနကားဘေးချောင်းပေါ်မှာချွေးချောင်းနေစီးကြနေတဲ့သူတို့တွေရဲ့မျက်နှာကိုကြည့်ပြီးဝင်းလိုက်ရရှိပြန်နေဒီမဲ့ရှင့်ဟိုကြောက်တငယ်ချင်းတွေကိုလည်းဓာတ်ပုံရိုက်ပေးပါပတ်စံပေးပါမယ်တဲ့ဟိုဒါပေသည့်ရှော့တော့ယူပေါ့နော်အဲ့ဒီအချိန်မှာဖျားဘူးသူတွေရှောင်းလာလို့မတာတော့ကဈေးပြေးရှောင်းလိုက်ရသည်ပြီးတော့ဝင်းလိုက်ကဖျားဘူးကောင်မလေးတစ်တိုက်ကိုဓာတ်ပုံရိုက်နေတာစောင့်ရပြန်နေဝင်းလိုက်ဓာတ်ပုံရိုက်ပြီးတဲ့အချိန်မတာတို့တငယ်ချင်းတစ်တိုက်ကအိမ်ကပြည်စင်လာသမျှအလှပတွေပြက်ပြဲလို့ဘိုဒီဘက်တွေဖြစ်နေကြပြီဒါပေမဲ့အိမ်နီကဝင်းလိုက်ရိုက်ပြီးတဲ့ဓာတ်ပုံလေးတွေကအမတ်တရရှိတယ်အိမ်နာဝင်းလိုက်နဲ့သူတို့အားလုံးခင်မင်သွားကြတယ်လူသူကျဲပါတဲ့အခါမျိုးမှာဓာတ်ပုံတွေကတ်ထားတဲ့စိုက်မှုကြီးကိုနေရာအောက်မှာထောင်လို့ငိုင်မီးနေတဲ့ဝင်းလိုက်ကိုမတာတို့တတွေကအပြင်းမေစကြနောက်ကြတယ်ဇီးပြူသီးနဲ့ပေါက်ပြီးထွက်ပြေးကြတယ်ကလေးတချို့ကသူကိုယ်တိုင်တကယ်ရိုက်ပြီးရမလားတခြားအယူပြီးကတ်ထားသလားမသိရတဲ့ရုပ်ရှင်မင်းသမီးပုံတွေမှာနှကမ်းမွေးတွေတက်ပြီးကြတယ်သူမှစိတ်ဆိုးတော်လဲအပြစ်ယူလို့မရဘူးဒီကလေးတွေကပဲဖျားဖူးတွေလာရင်မမကြီးဓာတ်ပုံလေးတွေအမတ်တရရိုက်သွားပါအောင်လို့ဆွဲပြီးသူ့စီကိုခွန်လာတက်ကြတယ်မှုတ်ပါလားတကားတရံဓာတ်ပုံများများရိုက်ရတဲ့နေ့ဒါမှမဟုတ်တခြားနေရာကပတ်စံများများရလာတဲ့နေ့ဆိုဝင်းလိုက်ရသူတို့စီကပေါက်ပေါက်တွေဝဲလို့ငါးတွေကိုပုံပုံများများကျွေးပြစ်တတ်တယ်အဲ့ဒီကမျိုးမငါးတွေကိုတကားမှအခမဲ့၎င်းမကျွေးဘူးတဲ့မတ်တာတို့တွေလေကန်နီးကကျေးဇူးရှင်ငါးတွေကိုစေတနာပရက်ဘွားနဲ့ဝိုင်းဝန်းကျွေးမိကြရတယ်ဒီနေ့တော့သူတို့နဲ့ဝင်းလိုက်ရရခင်အားလောက်ထွေးရောရှက်တွေမရှိတော့မတ်တာတို့တင်းတင်းမာတို့ကလည်းတပြိုင်နက်တည်းလို့ပဲအရက်ကြီးတွေထွက်ပြီးခလေးဟမ်မန်အသွင်နဲ့မှိမ့်မိကုန်နေဝင်းလိုက်ကိုဇီးပြူသေးကင်းနဲ့ပေါက်ပြီးမစကြတော့ပဲရှစ်စလုံးမှုရှာနဲ့ကြည်တန်လာတယ်။သမီးကိုချက်ချက်ရဲဝင်လို့အိမ်ရွယ်ရရှောက်လာတဲ့သူတို့တွေကိုဝင်းလိုက်ရလေရခင်ရလို့ထိတ်ပုတ်ကောင်းမှမလို့တော့မတ်တာရဲ့စိတ်ထဲမှာမျက်နှာပြောင်ပြောင်နဲ့စားတဲ့နောက်တဲ့မြရွှေတက်ရှိုးကောင်းကောင်းနဲ့တတိမမန်နေတဲ့ဝင်းလိုက်ကိုပိုပြီးအထီးကြီးခင်မြင်မိတာအမှန်ပါတပတ်မှတရက်နှစ်ရက်ဆိုသလိုမမှန်လာတဲ့ဝင်းလိုက်ကိုလေစိတ်ထဲကမတိမတာမျောမိတာအမှန်ပဲဒါပေမဲ့သူစိတ်ကဆက်ဆက်ပြပြဖြစ်တာတော့မဟုတ်ဘူးဝင်းလိုက်ကိုအကိုတယောက်လိုအားကိုးစွာခင်မြင်မိတယ်ဒါပေမဲ့ဘာရင်မဟုတ်ပါပဲပါဇက်တဲ့တွေ့ရပြောပြတတ်တဲ့တင်းတင်းမာတို့ခင်အောင်မြင့်တို့တော့မတ်တာလန့်နေသူတို့ရှေ့မှာစိတ်ဝင်စားသူတို့နေရတယ်ဒါအပြင်မယိုးသားချင်းလာတော့မပြောတတ်ဘူးတရွက်လိုလှုပ်ရှားလွယ်တဲ့စိတ်ကတော့တည်ငြိမ်ခြင်းမရှိလာဘူး
ယနေ့လေဝင်းလိုက်လာလိမ့်မယ်လို့စိတ်ကမျှော်လင့်တောင်းတနေမိတယ်။ဖျားဖို့သူတွေစီကားတတ်တဲ့ရက်တွေမှာဝင်းလိုက်ကိုအထူးသတိရတယ်။ဝင်းလိုက်ဓပုံတွေတစ်ပြက်ပြက်ရိုက်နေသည်ကိုသူမြင်ရရင်တော့အားရခြင်းနဲ့ချိန်ဖြစ်မိတယ်။ဒီနေ့ဝင်းလိုက်နောက်ကြတယ်။ဖျားဖို့သူတွေတပွဲစီကားလာတော့လေဝင်းလိုက်ရပေါ်မလာဘူး။မတ်တာတို့ကအလူရိုက်ရောင်းကြရတဲ့ကြားက4-5ချက်စီရနေကြပြီ။နေရတစားတဲ့စားမြင့်တက်လာတယ်။ဖျားရင်နေတော့ပေါ်မှာခြေထောက်ချလိုက်တိုင်းချစ်တောက်ပူတဲ့တံကိုခန်းစားကြရတယ်။လူသူကင်းရှင်းကိုင်းစိတ်မမ်းမြေအောင်ကိုခုံဝင်ကြတယ်။တမိန်တော့ပါလာသူတွေကပြေးစားကြတယ်။မတ်တာကတော့အင်းရစားလာတဲ့တမိန်ချန်နဲ့ပဲပြုတ်ကိုပဲနနက်စားလို့သဘောထားလိုက်တယ်။တကူကူဝယ်စားရင်ဖြစ်တော်လေပတ်စံရော့တော်မှဆိုလို့ဘာမှမစားတော့ဘူး။နေအောင်မှငိုင်မြင်းနေတဲ့စိတ်မမ်းမြေပြိုရဲ့အောက်မှာမတ်တာထိုင်လိုက်တယ်။ຫນွေဦးပေါရင်စိတ်မမ်းမြေနေရရဲနေအောင်ပိန်လုံးကျုပ်ပွင့်ကြတယ်။အဲဒီခါမျိုးမှလေသူတို့မိကလေးတတိုက်ကစိတ်မမ်းကြွေအောက်မှာစုယုံပြီးအချိန်ကိုကုန်လွန်ကြရစနေယခုတော့ထက်တရပဲဝမလေးတွေပွင့်နေကြတယ်နေရအောင်မှာပန်းမွင့်တို့လည်းနွမ်းနေနေတယ်ခတာများအိမ်ခိုက်သွားခိုင်းဝင်းလိုက်ရောက်လာတယ်စင်မန်းမေကိုမင်းနေရကမတ်တာမျက်လုံးဖွင့်ကြည့်တော့ဝင်းလိုက်ကိုတွေ့ရတယ်ထုံးစံအတိုင်းကင်မရာကိုလေပင်မှလွှဲထားတယ်ဟေးဘာလို့ဒီမှာတယောက်တည်းလာအိမ်ခိုက်နေရလဲနေဖို့ရောဝင်းလိုက်ရအုတ်တုတ်ကိုချက်လို့ထိုင်ချရင်မေးလိုက်တယ်သူမျက်နှာမှာလည်းချွေးတွေဆူတယ်။ကြပင်ရရှိတော့သူ့ကြည့်ရတာစိတ်ရိုက်စရာ။ကင်မရာကိုစိတ်ပြက်လက်ပြက်နဲ့ဘေးမှာချထားလိုက်တယ်။တင်းတင်းမာတို့ထမင်းစားနေကြတယ်။အခုဘာလို့ဒီနေ့နောက်ကျနေရလဲ။မနက်ကလေလူတွေတားလာတာပဲ။ရခုတော့မတ်တာဝင်းလိုက်ကိုအကိုလို့ခေါ်တယ်။မတ်တာတို့အားလုံးကပဲဝင်းလိုက်ကိုအကိုလို့ခေါ်ကြတယ်။ငါတောင်မှရောက်နေရဟာ။ဟူးနေရလေပူလိုက်တာဟာတအားပဲ။ဝင်းလိုက်ရအုတ်ထုံနဲ့သူ့ရင်ဘက်ကိုသူရက်ခက်လေးရဲ့ရှိတယ်။အကိုကလည်းအညာသားလုံနေပြီးတော့ဒီလောက်ပဲနေဘူးကြောက်ရသလားခုမှနှွေတောင်ကြောက်မယ်မကြံသေးဘူးဟာအညာသားလည်းပူရာပဲပေါ့ဟာဘယ်တက်နိုင်မလို့နှွေမရောက်သေးပြီမဲ့တော်သလင်းနေပစုံသေးနေမကြဘူးလားဝင်းလိုက်နဲ့မတ်တာကဒီလိုပဲရင်းနေနေပြောဆိုနေကြဝင်းလိုက်ရသူ့ကင်မရာတွေကဖလင်လေးကိုထုတ်ပြီးအသစ်ထည့်တယ်ဟိုတီချိန်ကြည့်တယ်ကောင်းမှုတော်စီတွေကနေရအောင်မှတီမမကြီးရက်တီတော်မူတယ်ဇေယီတော်ရန်ထားတဲ့ကြောက်စီမီးတိုင်းတွေကမမမက်ရှိပွဲတော်ရဲ့ကြရင်အကူကဆိုင်ဖွင့်အောင်မလားဖွင့်ရမှာပေါ့ဟာဒီရက်လေးစောင့်နေရတာအကူကပတ်စံနေအများကြီးရတာနော်ဝင်းလိုက်ရမတ်တာရဲ့ခေါင်းကိုနှမ်းပုတ်လိုက်တယ်မရပါဘူးဟာငါမှလေအမေရဲ့နင်းလို့ပဲညီမလေးတယောက်ရှိသေးရဟမ်အခုမှညီမလေးရှိတယ်ဟုတ်လားတကောင်းမှမပြောဘူးပါဘူးအခုညီမလေးကလှလားဝင်းလိုက်ရရှိမတ်တာပြောသမျှဆိုသမျှဝင်းလိုက်ကသဘောကျစွာရည်မြဲပါပြီလှတာပေါ့နင်းလို့မမဲကြောက်ကြောက်လေးမဟုတ်ဘူးဖြူဖြူလေးမတ်တာနှက်ကန်းစုလေးအခုညီမလေးကိုဘာလို့ခေါ်မလာလဲဘယ်ခေါ်လာလို့ဖြစ်မလဲဟာကြောင်းတက်ရသေးတာဟမ်အခုညီမလေးကကြောင်းနေတယ်ဟုတ်လားမတ်တာကတွေ့ငငယ်လေးဖြစ်သွားတယ်သူကကြောင်းကထွက်ကြတဲ့ကြောင်းကိုလည်းတတိမရတော့စာအုပ်လည်းစိတ်ဝင်စားတော့ကျောင်းစာနဲ့သူကဘာမှမပတ်သက်သလိုသာအောင်းမိခဲ့တယ်ယခုဝင်းလိုက်ရဲ့ညီမလေးကကြောင်းနေရဆိုပါလားအခုညီမလေးကဘယ်နဲ့တန်းရှောက်မလဲ8တန်းတိတ်တော်တာပဲနော်အကိုကရောကြောင်းမနေဘူးလားနေတာပေါ့ဟာငါကကိုရဲအောင်ပြီခုတော့မနေတော့ဘူးပတ်စံရအောင်ရှာရတယ်ပတ်စံရှာပြီးအမေနဲ့ညီမလေးကိုလှုပ်ကြည့်တဲ့ဝင်းလိုက်ကိုမတ်တာလေးစားစွာနဲ့ကြည့်မိတယ်သူ့မှလည်းဒီလိုအကိုတယောက်လောက်ရှိရင်တိတ်ကောင်းမှပဲဆိုပြီးတွေးမိတယ်သူတို့စကားပြောနေတာတင်းတင်းမောင်တွေပြေးလာနေကြတယ်အကိုဘာလို့မလာလဲဓာတ်ပုံရိုက်ပြီးစမ်းပါအဲ့လိုဝိုင်းရော်ကြတယ်ဝင်းလိုက်ရဲ့ကင်မရာကိုတယောက်တက်လက်ကင်ကြည့်ကြတယ်ဒီနေ့ဇင်းရောက်ကောင်းတော့အားလုံးပျော်နေကြတယ်သူတို့စကားပြောနေတာကားလေးတစ်စီးဝင်လာတာကိုလှမ်းမြင်လိုက်ကြတယ်အမျိုးမြင်မသိတဲ့ကားလေးတစ်စီးပါကားပေါ်ကလည်းတသနာနာလူတွေစုဆင်းလာကြတယ်ကောင်မလေး2ယောက်3ယောက်ကပါလာလို့ဝင်းလိုက်လေနေရာကားထောက်ကိုပြင်ဆင်နေမတ်တာတို့အားလုံးကတော့ပေါက်ရောက်မှုအတွက်ကံမက်ကိုလှည့်ပြေးကြတယ်ဖျားဘူးသူမိသားစုနဲ့ကလူကြီး3ယောက်ခန့်ပဲကံမက်ကိုဆင်းလာကြတယ်ကောင်မလေးတွေပါမလာတော့ဝင်းလိုက်တယောက်ဓာတ်ပုံရိုက်နေရပြီလို့တွေးပြီးမတ်ကြောင်ဝမ်းသာသွားတယ်စိတ်ကဝင်းလိုက်စီရောက်နေရနဲ့ပပကိုလူရောင်မှုလက်နေသွားတယ်ဒေါ်ဆိုင်အတိုင်းအဝင်းတယောက်အတင်းကာစီပိတ်ဆို့ရောက်နေတော့မတ်တာတို့လက်လို့ကုန်နေဒီတခါတော့အဝင်းကိုရံမတွေ့တော့ပဲရင်မင်ပေါ်ပြန်ပြေးတက်လာတယ်ထင်းတဲ့အတိုင်းပဲဝင်းလိုက်တယောက်ကင်မရာကိုဟန်ချပန်ချကင်လို့ဓာတ်ပုံတွေတစ်ဖြက်ဖြက်နဲ့ရိုက်လျက်ရှိတယ်
ဓပုံရိုက်ခန့်တဲ့ကောင်မလေးတွေကငယ်လေးငယ်တယ်လှလေးလာတယ်အညာသူပုံစံမဟုတ်စင်ရင်ထုံးမဲမှုကခင်မီစမ်းပြားတယ်ဝင်းလိုက်ရမတ်တောင်မမြင်မြင်လဲဂူးဆိုင်နေမှာမဟုတ်ဘူးသူမှဓပုံရိုက်ခန့်တဲ့ကောင်မလေးတွေစိတ်ကျဉ်နေအောင်နေထားမျိုးမျိုးပြပေးနေရတယ်နောက်ထပ်ဓပုံများများရိုက်ချင်အောင်ဆွဲနေရတယ်လူကြီးတွေတပည့်လှည့်လာပြီးကောင်မလေးတွေကလည်းဓပုံအရိုက်ရက်တယ်မတ်တာကောင်မလေးတွေနဲ့ဝင်လိုက်ရော်တွေရှင်နေနေရကြည့်ပြီးစိတ်မရှိသလိုဖြစ်လာလို့စက်မကြည့်တော့ပဲစိတ်မမြင်အောင်မှသွားထိုင်နေလိုက်တယ်သူမှတော့ပေါက်ပေါက်တောင်မှကောင်းကောင်းမရောင်းလိုက်ရအောင်မကြည့်တော့ဆိုပေမဲ့လှမ်းမြင်နေရသေးတယ်ကောင်မလေးရဲ့ဝင်းလိုက်ကိုစာရီရေးပြီးနေကြတယ်ဓပုံပို့ပေးဖို့လိပ်စာရေးပြီးနေကြခြင်းဖြစ်ကြောင်းမတ်တာသိတယ်သူတို့ဘာရဲ့ပြေဆုံးကြွားခြင်းကိုမနာလိုခြင်းဖြစ်လိမ့်မရှိရဲ့မတ်တာကယတိပထမဆုံးအချိန်ကိုဘွားကိုမကြင်မနဲ့ဖြစ်နေတယ်ဝင်းလိုက်ရဲ့ညီမလေးကလည်းကြောင်းနေတယ်တဲ့ရှစ်တန်းတောင်ရောက်နေပြီလို့ဆိုတယ်သူမှတော့စာအုပ်ဖတ်တတ်တဲ့ဆိုရင်သာသိငဲရတယ်ဒါကြောင့်လေသူကအမေကိုပဲကူရွှေ့ပြီးဖို့ထမင်းချက်ဖို့ပေါက်ရောင်မိုးကလွင်ရင်တခြားဘာမှမသိဘူးတီးရကောင်းစီလို့လည်းမထင်မိဘူးသူမောင်လေးအောင်သူကြောင်းတက်ခြင်းသားလေသူနဲ့ဘလို့မှပတ်သက်ခြင်းမရှိတာလို့ပါမိန်းကလေးတွေလည်းပညာကိုသင်တဲ့အောင်လို့တင်ရင်ဝင်ရှိသေးရယနေ့မှတွေးမိလာတယ်သူကတသက်လုံးဒီလိုပဲပေါက်ရောင်နေရတော့မှလားဟေးဘာထိုင်လို့နေရလဲဈေးသွားမရအောင်လားဝင်းလိုက်ကသူ့ကိုမြင်သွားလို့လာမိတယ်မတ်တာကဘာမှပြန်မပြောဟေးမင်းနေရမကြောက်ဘူးလားငါတော့တော်တော်ရလိုက်တယ်ဒီနေ့ဖို့တော့တွက်ကြည့်ကြိုက်ပြီပြန်တော့မယ်ဝင်းလိုက်ကဒီနေရာမှာကြကြမနေတတ်ဘူးသူရဲ့ဒီကဆိုင်နေရစတဲ့ချရာကစကိုင်းတောင်ရုံမှသာပါဒီနေရာကလည်းပွဲတော်ရဲ့မဟုတ်ရင်တိတ်ပြီးအလုံးမဖြစ်ဘူးဝင်းလိုက်ကသူ့ကင်မရာတွေဖလင်းတွေကိုသိမ်းနေမတ်တာကခန့်ငန်ငိုင်ထိုင်ရင်ထက်တရာပန်ဝဝတွေကိုသာငေးကြည့်တယ်အကုန်ဝင်းလိုက်ဓပုံနေများကြီးရိုက်ရတယ်မဟုတ်လားပေါက်ပေါက်တွေဝဲပြီးငါကြည့်စမ်းမအောင်ကို့သူရပါတယ်ခရုံမြင့်တို့တင်းတင်းမာတို့ကဝင်းလိုက်ကိုညှိစိုက်နေကြတဲ့အတိုင်းလာခေါ်ကြတယ်တော်နင်တို့လေရောင်ကောင်းနေကြတာပဲငါဒီရက်ကလေးပဲနည်းနည်းပါးပါးရတာဟောဒီမှာကောင်မလေးတယောက်တော့ဈေးများလို့လာမိုက်နေခေါ်လိုက်ကြပါအောင်ဟာနင်တို့ကြီးပဲအတင်းလို့ရောင်းနေကြနေလေမဲမလို့ရပါတော့ကျမတို့လည်းမရပါဘူးဟိုချာတိတ်မကြီးကြီးလူရောင်းနေကြတာပြောလို့လည်းမရနိုင်ပါဘူးအကိုကတကယ်ပြန်တော့မလို့လားတော့ကြလူတွေလာခြင်းလာကြအောင်ပါမတ်တာကတော့ဘာမှဝင်မပြောတော့ဘူးပြန်တော့မယ်ဖျားဝဲရဲ့ကြမှာလာခဲ့မယ်လေပြောဆိုဆိုဝင်းလိုက်ကကင်မရာအောင်လဲပြီးထွက်ခွာဖို့ပြင်းနေဟဲ့ကောင်မလေးဘာငိုက်နေရလဲသွားဈေးသွားရအောင်ဖျားဝဲရဲ့ကြရင်ဓပုံလှလှရိုက်ပြီးပြီဝင်းလိုက်ကမတ်တာရဲ့ခေါင်းပေါ်လို့ထွက်သွားတော့တယ်လာစမ်းပါအေးညီကဒီမှာဘာထိုင်လုံနေရလဲဘာလဲညီကအကိုဝင်းလိုက်ကိုစိတ်ကောက်နေရလားဟိုအပြင်ပြန်သွားပြီညရှည်များဆိုရင်တော့ညီကအမေကိုဝင်းလိုက်ကြတော့တက်တက်လို့ကောင်းမရီငါ့ကိုမဟုတ်ကပြောနေကြနေမတ်တာကသူတို့နဲ့အတူအုတ်တိုင်းသုံးစင်းကိုကြောက်ပြက်ပြီးရေကန်ဘက်ကိုရှောက်ခဲ့တယ်အဝင်းတို့ကလေးတတိုက်ကပျော်ရွှင်စွာနဲ့ခုံမောက်ဆော့ကစားနေကြတယ်သူတို့အားလုံးစီကကြောင်းနေကျန်လိုက်တာလို့ပြောတာကိုတကားမှမကြားရဘူးအမေညီကပေါ့မရောင်းချင်အောင်ဘာမှမလုပ်ချင်သေးလို့လေအမေကပြောင်းမှုဘက်ဆက်လေးကိုဖွာရင်းနဲ့မေးတယ်အဖေကတော့အိမ်ရှိချမ်းမြင်မှထိုင်လို့ကွန်းတီအောင်ဆင်းမြင့်နေပြေဝါလေးရဲ့ရှိတယ်အောင်သူကကျမ်းပေါ်မှာဝမ်းလျောင်းမောက်လို့စားချက်တယ်ဟုတ်တာပဲဟာသူ့ရွယ်လဲငေတော့တာမဟုတ်အဖေကကြမ်းချောင်းငုံလို့ကွန်စရီကိုပြစ်ကနေထွေးကြရင်နှကန်းကကွန်ဘက်တွေကိုလက်နဲ့သိမ်းလို့ပြောတယ်နော်ဘာမှမလုပ်ခိုင်းလို့ဖြစ်တာမှမဟုတ်တာအမေကလက်ကိုစတွေးစွန်းလို့ဆက်လိမ့်မီကိုတုံရင်ပြန်ပြောတယ်ဟိုနေရတော့မှငါသိမ်းဆောင်နဲ့တွေ့သေးတယ်အဖေကစဉ်းစားတယ်လို့လုံနေပြီးမှပြန်ပြောတယ်သိမ်းဆောင်ဆိုတာအဖေဦးလေးရဲ့သားပါအဖေတက်ငယ်တယ်အဖေကမာနထားလို့တခြားဆွေမျိုးတွေနဲ့ဆက်သွယ်မရှိတော့လေကိုသိန်းဆောင်ကအဖေကိုခင်လို့အိမ်ကိုမကြာခဏလာတယ်လာရင်လည်းမတာရုံမောင်နှမကိုမဟုတ်ဘူးပေးသွားလေရှိအောင်သူ့ကိုကြောင်းထားပြီးမြင်ပြောဖို့တော့လေအဖေကလက်မခံဘူးအဖေကသူ့ကိုလေကိုယ်တိုင်ခေါ်ပြောဆက်ဆံခြင်းမရှိလို့စိတ်နာလေးရဲ့ရှိတယ်သိန်းဆောင်တယောက်တော့မလာတာကြပါကောင်တော့ပါပြောသွားသေးလေဦးလေးလည်းကောင်းကောင်းနေမကောင်းဘူးတဲ့ငါလည်းမေးတဲ့ကလေးတွေရောဘနဲ့နေလဲပါလဲမေးတယ်ပြောတာပဲအဖေစီကအဲ့ဒီစကားကြားလိုက်တော့အမေမျက်နှာမှာအာတက်ဝမ်းမြောက်တဲ့အမှုရောင်မြင်ရတယ်ခုဂျုံဆက်မှာသိန်းဆောင်တယောက်တည်းဆိုပါတော့အမေကမျောလင်းချက်နဲ့ပြောလိုက်တယ်ဦးလေးမှာထိုသားတယောက်တည်းပဲရှိတယ်အေးလေဒါပေသည်ခုတော့သူကလေလှုပ်တက်ကင်နဲ့ရှိနေပြီဗျာ
အမေမျက်နှာပုံမှန်ကိုပြန်ရောက်သွားတယ်ပြီးတော့ကိုလှုပ်တဲ့သဘောနဲ့ဆဲလီကြီးကိုသာဖိလို့ဖွာလိုက်တယ်တိတ်ဆောင်ကဒီကကလေးတွေအကြောင်းပြောပြနေနေတူပါတယ်ဒါနဲ့ဦးလေးကပြောတယ်တဲ့ဒီတခါတော့မတ်တာကစိတ်ဝင်တစားဖြစ်သွားတယ်အဖေမျက်နှာကိုမျောလင်းချက်ကြီးစွာနဲ့ကြည့်လိုက်တယ်အမေကလည်းဆဲလေးကိုချလို့နားထောင်နေအောင်တူကစာကုန်းချက်နေရကကျောင်းကိုဆမ်းပြီးလှမ်းကြည့်တယ်ဘာပြောတဲ့တော့အမေကကုန်းဝါနေရဲ့အဖေကိုကြည့်လို့စိတ်မရှိတယ်လို့မေးလိုက်တယ်အကြီးမလည်းကြောင်းမနေတော့ဘူးဆိုသူတို့စီလွှတ်လိုက်ပါလားတဲ့အကြီးမြကလည်းစိတ်ချရမေးအဖော်သေးလိုချင်တာတဲ့အမေကဝမ်းသာအရာဖြစ်သွားတာမြင်ရတော့လေမတ်တာကတော့ထင်တယ်လို့ဝမ်းမသာမိတော့ဒါပေမဲ့ကြောင်တော့ကြောက်ခိုက်သူပြောချင်တာလေးတွေပြောဖို့တော့အာယူလိုက်မိတယ်အဖေစိတ်ကလည်းပျော်ပြောင်းသက်ခိုက်မဟုတ်လားဒါလို့ဆိုကျမအကြီးများတို့နဲ့သွားနေမယ်လေကြောင်းထားပေးဖို့ပြောပေးပါလားဆိုင်မစင်ဘုံမှာပါပြောလိုက်တဲ့စကားကြောင့်အဖေကမျက်ခုံးကြောက်ရှုံသွားတယ်အမေကတော့အံ့ဩစွာနဲ့ကြည်တယ်အလို့တော့ညီကဘာအများစိတ်ယူပေါက်ရပြန်တာလေအမေပြောပုံကမကြမ်းမစီရကိစ္စတခုကိုပြောမိလိုက်တယ်လို့ပါအမကလည်းကြောင်းနေမယ်ပြောတာဘာဖြစ်လို့လဲမတ်တာနဲ့မေကအကြည့်အကျပြောနေကြမတ်တာကလည်းတိတ်တက်လာတော့သူမြင်ရသူပြောတတ်လာတယ်အမေကလည်းရိုးသားတဲ့သူ့ကိုတွေးခေါ်နေသူပြန်လည်ညှင်းဆန်စမြင်သူနေခြင်းလို့နေခြင်းနဲ့ပြောတာနေမှာပေါ့ဟာအဖေကသမီးဖြစ်သူကိုစာနာရန်နဲ့ပြောတယ်အမေကတော့ဘလို့မှနားမလည်နိုင်ရနဲ့ခေါင်းခါကလဲခါကဖြစ်နေရော်ပေါပေါရှာရှာတော့ကိုစားဖို့နေဖို့အရေးကြီးနေတာသူများကခေါ်တာခိုက်ကြောကြောနုံတွားနေပါမှာပေါ့ကိုလိန်မိုင်ကိုဖို့ကြည့်ပဲကျောင်းနေကျင်လာရေးပဲတွားရှိမနေနဲ့ညီပဲပေါပေါမယောင်းကြုံဆိုကဲမယောင်းမတော့ဘလောက်အဆင်ပြေတော့အဖေကဘာမှမပြောမတ်တာကိုသူ့ကိုလေးစီပုတ်လို့ချင်းကပဲအစုံစုံလိုက်ရုံမှုဖြစ်ကြောင်းမတ်တာသိတယ်အမေကတော့ယခုလိုလမ်းစာပွင့်သွားတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်နေတယ်မတ်တာရဲ့မစီမဆိုင်ရေးဆုံမှုအတွက်သာဘဝင်မကျဖြစ်နေတာပါမတ်တာကတော့ယူထားတယ်ပဲဆိုသူစိတ်ကယခုတည်းချင်းသာဖြစ်ပေါ်မှုတဲ့ဆန္ဒကိုဖြည့်ဆည်းပုံဖြစ်နိုင်တော့တဲ့အတွက်ဝမ်းမသာနိုင်ဒါပေမဲ့စာချက်နေအောင်သူကမောင်ဝင်းနိုင်မဲ့ဝင်ပြောလိုက်တဲ့အချက်ကြောင့်သူရဲ့မြေရတဲ့တောင်းတမှုကတခါတည်းကိုလွင့်စင်ကွဲပြောက်သွားတယ်အမကခုမှကြောင်းပြန်နေခြင်းနဲ့ဆိုတော့ဘယ်နှစ်တန်းကစတတ်မှလဲလေးတန်းကပြန်နေရအောင်လေဒီရွေးကြီးမှာရှက်စီရအေးလေဟုတ်ပါတော့အမေကပါဝင်လို့ကွန်လိုက်တော့မတ်တာသူ့ကိုယ်သူသာအပြစ်တင်မိတယ်အဖေကသားမိတွေကိုမျက်ကွယ်ပြုလို့နေရာကထသွားတယ်အမေကမနေ့ပြန်အတွက်ပြင်ဆင်ဖို့မိဖို့ကြောင့်ထသွားတယ်အောင်သူကသူ့ဆောင်သူကုန်းချက်တယ်မတ်တာမကြမ်းမစီရကိစ္စတခုကြံစီမိလျေလို့သူ့ကိုယ်သူနောင်နှရလျက်ရှိတယ်ပွဲတော်စားကနေပြီဆိုတော့ဆိုင်ကန်းတွေဇဲုံတွေဆောက်လို့ပြီးစီးနေပြီတချို့ဈေးတွေရရှိခုတွေရပဲအိုးတွေခွက်တွေနဲ့လာရောက်စတဲ့ချပြီအညာဖျားပွဲရပျော့စရာလေးကောင်းနေနှစ်ချက်ခွေရလေးရှိရိုးသားပွင့်လင်းနဲ့အညာသူညာသားတွေကယခုလိုချိန်ကမှလွတ်လွတ်လပ်လပ်ပျော်ရွှင်မှုကိုရယူကြတယ်အငိမ့်ပွဲတွေရုပ်သေးပလာပွဲတွေညာလုံးပေါက်ကြီးရတော့မဲ့ရေးကိုတွေးလို့ကလေးတွေရောလူကြီးတွေပါပျော်ရွှင်နေကြတယ်သတင်းချုပ်ပွဲတော့ပြီးရင်တစောင်းနိုင်ပွဲမှာဆရာမင်းဆက်ကောက်အောင်မယ်တနေ့ပတ်လုံးကိုင်းတဲ့လေတွေမှာပင်ပန်းသမျှအတိုးချပြီးပြောကြရမယ်အညာသူပြိုကြောတွေကလည်းစုဆောင်းထားသမျှရွှေစားငွေစားတွေကိုညိုပြညက်အသားပေါ်မှာအစွမ်းကုန်ဆင်းရဲကြမယ်တခြားဘာမှမလိုတော့တရင်ကားများရောင်ရဲပေါ်ပေါက်ခဲ့တဲ့မတ်တာရဲ့စိတ်ဆန္ဒတွေကအလိုလျောက်ကွဲပြောင်းလို့သွားပြီးပွဲတော်ရက်မှာဘလို့ပဲရှောင်းရှောင်းတနေ့ရှိချက်30ရတဲ့အတွက်သူတို့အားလုံးပျော်နေကြတယ်ဒီလိုအချိန်မှာကိုဘွားကိုမကျေနပ်သူလည်းမရှိတော့အဝင်းတို့ကလေးတတိုက်ဆိုရင်ကစားလိုက်ကြဈေးရောက်လိုက်ကြနဲ့စူညံလို့တော့နေတယ်အညာဖျားဘူးလာသူတွေကလည်းများပြားစုံလင်းနေအောက်ပြေအောက်ရွာရောက်လာကြသူတွေကသူတို့အတွက်အမြင့်စမ်းနေတတ်တာပဲအသက်အရွယ်ငယ်ငယ်ကြီးကြီးအစမ်းတစ်ကျဲဝစားစင်ရင်တက်ကြတာသူတို့ထုံးစံလေးပဲလားမသိဘူးအမေတို့ရွယ်မိမကြီးတွေကလည်းတောက်တောက်ပြပြောင်တွေဝတ်စားလို့သွားကြလာကြတယ်တရေအိတ်ကြီးတွေနေကမျက်မှန်ကြီးတွေတပြောင်ပြောင်တဝင်းဝင်းမတ်တာကတနေ့နေလို့ပဲလုံကြီးအစ်စ်တဲ့မချုပ်တဲ့အမေကိုတတိရတယ်ပွဲတော်ပြီးရင်တော့အကြီးများတို့စီသွားပြီးသူတို့သဘောကြောင့်နေပေးလိုက်အောင်မေစိတ်ကူးတယ်စေတနာရှိလို့ငွေစလီများရရင်တော့အမေကိုပြန်ပေးမယ်လို့စိတ်ကူးတယ်ဖျားဘူးတွေတတုပ်ပြီးတတုပ်ရောက်လာလို့မတ်တာတို့တတွေပြေးပြီးဈေးရောက်ရတာမောနေတယ်ဖျားပေါ်မှာလည်းမရောင်းဝကံပေါ်မှာလည်းမရောင်းဝတော့ဝယ်ခြင်းအောင်ပြောရတာမလွယ်ဘူးအတော်ကြီးပေါပေါတွေဝယ်သွားမှာနော်ကံထဲမှာလေးတင်ကားတွေအများကြီးရှိပါတယ်ဟိုတကယ်ပါဝယ်သွားမှာတော့ရဲ့ငါးလေးတွေအစာစားတာတိတ်လာတာမတ်တာတို့ကပြောမိပြောတော့ဝယ်မဲ့သူကနည်းနည်းစိတ်ဝင်စားလာတယ်ကဲတပကံပေးစံကြီးဘယ်လောက်တော့ဟိုတပကံတစ်ချက်တည်းပါတော့ရဲ့
အလိုများလာပြီလားပတ်စံရှိသူစီကပတ်စံရအောင်ပြောရတာမလွယ်ဘူးမတ်တာကအတင်းထိုးပြီးတော့အတော်ကြီးကပေါက်ပကံလှမ်းယူပြီးတေးချာချာကြည့်သေးတယ်ပေါက်ကနည်းနည်းလေးငါးမှုပဲထား၏မလို့ပါနဲ့တော့ရဲ့ဝယ်ရတာဈေးကြီးလို့ပါအမေပေါက်များပေါ်လွန်းလို့ပကံကိုယူသွားပြီးဈေးဆက်နေတော့မတ်တာပြောရခက်နေတယ်မရလို့ပါတော့ရဲ့လို့ပြောပြီးနောက်ကကတ်လိုက်သွားတယ်အဝင်းတော့လေတယ်အားလေးမနာတတ်ဘူးဝဲကျင်းတယ်လို့မဝဲကျင်းတယ်လို့ယောက်ျားဖြစ်နေတဲ့လူကြီးတယောက်ကိုအတင်းကတ်တယ်ဦးလေးရဲ့ကန်ထဲမှာလေကြီးတွေအများကြီးရှိတယ်ကျွေးဖို့ယူသွားပါအဲ့လိုပြောတယ်တကယ်လားတကယ်ပါဦးလေးရဲ့လိတ်တွေမှာအများကြီးလူကြီးကတပကံယူသွားတယ်လိတ်တွေငားရလေဒီရက်ထဲမှာစားအပံများလို့ထင်တယ်အစာချလိုက်တော့လေသိပြီးတက်ကြပေါ်မလာကြတော့ဟူရှိတော့လေရှိရတယ်ငါးစာသွားကြီးရဲ့လူကြီးကပျော်တတ်ရတူတယ်ခဏကြာတော့ငါးကန်ဘက်ကပြန်လှည့်လာတယ်ဟာဝင်ရဲ့ရှက်ကိုပပကြီးဝစ်ထားလို့သူ့ကိုယ်လုံးဝဝကြီးကနေရည်စရာဖြစ်နေတယ်ဟဲ့မင်းတို့ကန်နဲ့ငါးရိတ်လိတ်တွေလည်းမတွေ့ပါဘူးတို့ညာရောင်းတယ်မညာပါဘူးရှင့်လိတ်တွေမှာအများကြီးပါဩတကောင်းမှလည်းမတွေ့ပါဘူးမင်းညာတွေပတ်စံပြန်ပြီးဟောမပေးဘူးမပေးရင်မင်းမကန်နေပြန်မပေးတော့အဝင်းကသူ့ကိုစနေမှန်းသိတော်လေပကံများနှစ်ချက်ပါသွားလို့နောက်ကပြေးလိုက်သွားတယ်လူကြီးကပကံများတွေကိုသူ့တရဲ့တဲ့ဟန်ကြပန်ချထဲလို့ထွက်သွားတော့တယ်ပေးပါရှင်ကျမပကံပြဘယ်ပေးလို့ဖြစ်မလဲမင်းတို့ညာရောင်းတာသူတို့ကတကယ်ပဲဖျားမဝဘက်ပြန်ထွက်သွားတော့အဝင်းတယောက်ပြားများနေတယ်နောက်ထပ်ရောက်လာသူတွေကိုပြေးပြီးရောက်မှုကပကံများမရှိဘူးခလေးဆန်နဲ့အဝင်းရဲ့မျက်နှာကငုံမဲဖြစ်နေလူကြီးကကားပေါ်တက်သွားတယ်အဝင်းကနောက်ကနေပြေးလိုက်သွားတော့တယ်ကျမပကံများပြန်ပြီးပါကျမပကံများပြန်ပြီးပါရှင့်ကားတွေကလူတွေစုရဲ့ရီမောတန်ကြားရပြီးမှပကံများနှစ်ချက်ကိုပြန်ရတယ်တော်တော်လေးတဲ့ကောင်မလေးမကြချတဲ့မသိမကွဲကြရတယ်အဝင်းကဘသူ့ကိုမှခီးမဆိုင်ပြီးသူ့နေရာကိုပြန်ပြေးလာတယ်အမကြီးငါးစာတွေဝယ်သွားကြအောင်နော်ကန်ထဲမှာငါးတွေအများကြီးလေကြီးရင်လည်းရှိတယ်အဝင်းရဲ့အတန်ဆာကငကူဟန်မပြတ်ပြန်ထွက်လာတယ်အဝင်းရဲ့အတွက်ပေါက်တွေများများရောင်းရဖို့ကလွဲပြီးဘာကပို့ပြီးအရေးကြီးနိုင်ပါလေကန်ထဲမှာတော့ငါးတွေကအစာဝါလို့အေးစင်းညီသက်စွာပဲကူးလူနေကြတယ်တစ်ကောင်နှစ်ကောင်သုံးကောင်စိတ်ထဲကရေတွက်ပြီးငါးလေးတွေကိုရေထဲကိုတွန်းထက်လိုက်တယ်နှစ်တကလို့ငါ့စေကလို့တင်းမှာဘေးကပြောပြီးတယ်ငါးလေးလည်းရေထဲရောက်ချင်းဘယ်မှကူးမသွားသေးဘူးတောင်းကြမှာဘေးကိုတာလေးကူးသွားကြတယ်သူတို့တကယ်လွတ်လပ်သွားပြီဆိုတာတိမှတိကြရင်လားမသိဘူးမတ်တာငါးယောက်နဲ့တော်ငယ်ကိုပတ်စံသုံးချက်ထုတ်ပြီးငါတူမှာငါးရီပါတွေဝယ်လို့ပါလားတာတုတော့တာတုသူကတတိဖြစ်သွားပြီတော်ငယ်ရဲ့ဒါကြောင့်ငါးရီပါတွေဝယ်လို့နိုင်တာအော်ဟဲ့လားဟုတ်တယ်နောက်ဆိုလေဒီမှာပေါက်ရောင်းတာတော့တွေ့ရမှာမဟုတ်ဘူးဝမ်းသာပါရဲ့တော့ကျုပ်တို့တသက်အလုံးရောင်းနေရမှာထင်ပါရဲ့ကုသိုလ်ရတဲ့အလုပ်ပဲဆိုပြီးတော့သာဖြေနေရတာပဲဒေါငယ်ကတင်းမှပြောသမျှအဟုတ်မှတ်ပြီးပြန်ပြောနေတယ်ဒေါငယ်တို့ကအင်းထဲကငါးတွေဝယ်ပြီးဒီကံမှာလွတ်ဖို့ငါးရှင်ရောင်းနေဒီကံမှာငါးတွေကပြီးမဲ့အလကားပြောတာပါဒေါငယ်ရဲ့ဘယ်နဲ့လို့ပြီးတတိဖြစ်မှာလဲစဉ်းစားစမ်းမအောင်နေမောင်ပေါက်မရောင်းတော့ဘူးဆိုဟုတ်တယ်အကြီးများတို့နဲ့သွားနေမလို့ဒေါငယ်ကအကြီးများကိုကောင်းကောင်းသိတယ်အလွန်ထက်မြက်တဲ့ဒေါငယ်ကိုတင်းတဲ့ရွာတရားလုံးကသိကြတယ်ဟဲ့အကြီးများဆိုတာတတိပဲညီဖေကသူ့တူတော်တယ်ဆိုမဟုတ်လားဘာကြီးဘက်ကတော်တာပါဘာပဲဖြစ်ဖြစ်ညီကိုခေါ်တယ်ဆိုတော့နဲလာ၏ဒီမှာတက်တက်လုံးပေါက်ရောင်းစားနေလို့ဘယ်တော့လူရောင်းဝင်မှာလဲလိမ့်မမသားနေလိမ့်မရင်ကို့ဖို့ကြည့်ပဲဒေါငယ်ကလည်းအမေလိုပဲတတန်နဲ့ထွက်လာတယ်မတာဘူးတော့သူ့ဘဝတကယ်ပဲတိုးတက်လာတော့မှလားခွဲခြားမသိနိုင်ဘူးငယ်စဉ်ကပဲပြေးလာဆော့ကစားလို့ဇင်းရောက်ကနေကျင်းလဲခဲ့ရတဲ့ကောင်းမှုတော်ဘုရားရှင်မြင်တော်ကိုလွမ်းမိတယ်လို့ဖြစ်နေသေးတယ်ဖခင်ရဲ့ကျေးဇူးတော်နဲ့ရှားခဲ့တဲ့ငွေတွေထဲကယနေ့သုံးချက်ဖို့တော့အလူကိုပြုမိတယ်သူ့ဖို့တော့ကြီးစွာသောအလူကြီးပါဒီနေ့တင်းမှလည်းဈေးမအောင်မတာနေတူတင်းတွေ့ရအောင်လိုက်လိမ့်မယ်သူ့အိမ်ကလည်းတင်းမအောင်ဈေးအောင်မခိုင်းတော့ပဲနေထဲမှာကူးလောက်ခိုင်းတော့မယ်လို့ပြောတယ်သူတို့တကယ်လူလားမြလာကြပြီလားမသိဘူးအဝင်းတို့ကလေးတသားရဲ့အော်တန်ကြောင့်ဖျားမှုတွေလာကြမယ်သိလိုက်တယ်ဒေါငယ်ကလည်းသူ့နေရာဆောင်တို့ငားရောက်မှုပြင်းနေဘေးမဲ့ကန်ကြီးထဲမှာငားရှင်လေးလှုပ်သွားကြပါဦးရှာတော့ရောက်ကကို့တို့ပြူသွားကြပါဦးနော်ဒေါငယ်ကခက်တူတူပဲခေါ်တယ်ငားလေးတွေဘယ်လိုရောက်နေတကြက်ငားကောင်ရဲ့ပါဝဲသူလိုက်ရင်မပြောဘဲမနေတတ်တဲ့တင်းတင်းမကအကြည့်ပါနေအလျောက်ဝင်ပြောပြီးတယ်
ဒီငါးတွေကဒီကန်တွေကဖမ်းတာလားငါလို့မဲ့မိမကြီးတယောက်ကမဝေခင်စူးစမ်းနေဒီကန်တွေကငါတွေဘယ်သူမှမဖမ်းရဘူးရှင်မိမဆိုခြေနဲ့ရှင်နေတာမထီအောင်မတ်တာဘာဝင်ပြောမှငေါင်းဝယ်လို့မဲ့သူစိတ်ကြလက်ကြဝေးတယ်အဲ့ဒီမိမကြီးကကြီးမားတဲ့သေးအိတ်ကြီးတွေကပတ်စံနဲ့ချက်ထုံလို့90ကောင်ဝေးတယ်နှစ်ကောင်ပို့ပေးပါ ਈ ကုသိုလ်ရပါတယ်အဲ့လိုဆိုပြီး9ကောင်အတိမ်မဲ့အစ်စ်ထိတ်ခိုင်းသေးတယ်ကုသိုလ်ကအဲ့ဒီမိမကြီးပဲရမှာလားဒေါ်ငယ်ပဲရလီမှာလားမသိဘူးတကာတော့လေအနေနဲ့ရရက်ကရောက်လာကြတဲ့လူမျိုးစုံကြီးရတာစိတ်ဝင်စားစရာကောင်းနေတကာတည်းကဘာလက်ကီတွေရောက်လာတတ်ပြီးကောင်းမှုတော်ဘုရားကြီးကိုတန်းတော့ကြည့်ရှုဝေဖန်ကြတယ်တာလုံမီဒီယာကြီးတီထားကိုွယ်တယ်ဘုရားဆိုပြီးလူကြီးတွေပြောဘူးတယ်ဒီလောက်ကြီးကျယ်တဲ့ဘုရားကြီးကိုတည်ဖို့လူတွေဘလောက်များလဲတော့မသိဘူးဘုရားတည်ဖို့အုပ်ဖုတ်တဲ့နေရာမှာတော့အထင်ကြီးအင်းကြီးဖြစ်လို့နေတယ်မတ်တာတွေပြန်ကနေမှဝင်းလိုက်ရောက်လာတယ်ဒီနေ့မတ်တာတကယ်ချင်းတွေကိုလာနှုတ်ဆက်ရမှာဝင်းလိုက်နဲ့တွေ့ကျင်တာလေတခုအပါဝင်မှာအခုဝင်းလိုက်မတ်တာကကျမတို့ကိုလာနှုတ်ဆက်တာတဲ့သူဒီမှာဈေးမြောင်းတော့ဘူးတဲ့ဟင်ဟုတ်လားဒါလို့ဆိုနိုင်ကြီးတက်တာသွားတာပေါ့ဟာဝင်းလိုက်ရရီစရာပြောတာကိုမတ်တာဝမ်းနေမိတယ်မင်းကလည်းအလဲကားစတာပါငါလည်းနောက်ဆိုဒီဘက်ရောက်တော့မှမဟုတ်ဘူးဟာပကံအဖော်ကောင်းတာနဲ့လိုက်သွားမလို့သွားရင်လိုက်ရင်အလုံးလေးရတာပေါ့ဟာဝင်းလိုင်ကနှက်ကန်းစုနေရဲ့မတ်တာကိုကြည့်လို့ချော့ရင်ပြောလိုက်တယ်အကောလုတ်ကဟန်ကြရဲ့နော်ဘယ်နေရာတော့ပတ်စံရတာပဲတင်းတင်းမအားကြစွာပြောတော့ဝင်းလန်ထုံးစံအတိုင်းရှိတယ်နင်တို့ကလေဘာမှနားမလဲဘူးပတ်စံရအောင်လုပ်ရတာဘလောက်ပင်မနဲ့မှတ်တော့နေဘူးကိုမိုးရရသွားရလားတဲ့သူမယားနောက်ကတကောက်ကောက်လိုက်ပြီးပြောရဆွဲရတယ်ဒီစားတဲ့ဖလင်ဘိုးတွေစက်ကူဘိုးတွေနှုတ်ရနေကင်မရာပြင်ရနေမကြမ်းလာပါဘူးဟာတခါလီဓပုံသွားရတဲ့လူကပေးထားတဲ့လိပ်စာအတိုင်းပို့ပြီးလို့မရွေးပဲပြောင်းလိုက်သေးရောတင်းတင်းမာကသဘောကျစွာတခိခိရှိဒါလို့ဆိုလဲဓပုံရင်မစားနေတော့ဘောကိုရဒါပဲလုပ်တတ်တာဒါမလုပ်လို့ဘာလုပ်ရမှာလဲဘာမှမလုပ်နဲ့ဘောလို့ဘာမှမလုပ်လို့ဘယ်ရပတ်စံရမှာလဲလို့ဆိုတာတခုခုတော့လုပ်ရတာပေါ့ရုပ်ရှင်မင်းသားလုပ်ပါလားလို့အကိုကလေတဲ့ဒီကောင်မလေးတင်းတင်းမနောက်နေမှန်းသိတော့ဝင်းလိုက်ရကောင်လှမ်းပုတ်လိုက်တယ်အိန္ဒိယမတ်တာနဲ့တင်းတင်းမကဈေးမအောင်မှထိုင်ရင်ဝင်းလိုက်တဲ့ပုံရိုက်နေတာစောင့်ကြည့်တယ်ဒီနေ့သိမရိုက်ရအောင်ပွဲတော်ပြီးပြီဆိုတော့လူတွေကတွေးကြောက်စာပြုတ်နေပြီသူတို့ကကောင်းမှုတော်စီတွေဝေးပြုတ်ပြီး၃ယောက်တူတူပြန်လာကြတယ်ညနေခင်းရဲ့နေရာဖြောဖြောအောင်မှာဇေတော်ကြီးကငြိမ်ဝတ်သက်ပဲစွာနဲ့ကြံ့ရစ်တယ်မတ်တာတို့တတွေရဲ့ခလီဘွားကဝမ်းစာရှာနိုင်ခဲ့ကြတာဒီဇေတော်ကြီးရှိနေလို့ပါပရိသတ်များရှင်ဒီနေ့မှကျမတို့ရဲ့ channel လေးကနေတင်ဆက်ပေးခဲ့တဲ့မြန်မာပြည်မှာနေကြသည်ဆိုတဲ့ဇလန်းလေးရဲ့ဒုတိယပိုင်းကိုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကစနေသက်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ရဲ့ဇလန်းလေးကိုဖပြတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမမိပဲဖြစ်ပါတယ်ရှင်